ကျေးဇူးရှင်ဖဖရာအချိန်တိုင်းအတွက်ကျေးဇူးတင်တယ်ဒီကနေ့ကိုရောကောင်းကြီးကိုဥပုသ်တော်နေ့၌ကျွန်တော်ဘယ်လိုရရှိတယ်လဲဆိုတဲ့အကြောင်းအရာလေးနည်းငယ်ပြောသွားမှာဖြစ်တယ်ကိုရောတူပါရှိပေးပါပြီးတော့ကျွန်တော်တို့ကိုနားလဲအောင်မဟုတ်ပဲမကပဲခံယူနိုင်အောင်ကိုရောဖရာကောင်းကြီးပေးတော်မူပါသခင်ယေရှုနာမ၌အလိုညိုသည်စွာဖြင့်ဆုတောင်းပါကျေးဇူးရှင်ဖဖရာအာမင်ကိုကောင်းကြီးခံစားရတယ်လို့ယုံကြည်လားကောင်းကြီးတော့ရှိတယ်ဒါပေမဲ့မပြေဝတယ်လို့ခံစားမိသလားဒီကနေ့ဣသေလလူမျိုးကိုကောင်းကြီးခံစားရတယ်လို့သင်ထင်သလားထင်တယ်ဆိုရင်ဣသေလထက်နတ်ဆသောကောင်းကြီးဒီကနေ့ကျွန်တော်တို့မှာရှိတယ်အဲ့ဒါကိုကျွန်တော်ဒီနေ့ဝင်ငှချင်တယ်ဆိုတော့ကျွန်တော်ဒီနေ့တရားဟောခေါင်းစဉ်ကတော့ seven blessings of the Sabbath ဥပုသ်နေ့နဲ့ဆိုင်သောကောင်းကြီးမင်္ဂလာခုနှစ်ပြားဆိုပြီးတော့ကျွန်တော်တို့တော့မှာဖြစ်တယ်အဲ့ဒီထဲမှာပထမကိုတော့အချိန်နည်းနည်းလေးတခြားချိန်တက်ပို့ပြီးယူမယ်ကျန်တဲ့အချိန်တွေကျွန်တော်တို့ခတ်တူတူလေးတော့မှာဖြစ်တယ်ကျွန်တော်အချိန်ကအခု9နာရီခွဲတိရှိပြီဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်နဲ့တူလိုက်ပြီးတော့သွားစေချင်တယ်ဆိုတော့ဖခင်ကောင်းကြီးလို့ရှင်လားဖခင်ကောင်းကြီးလို့ရှင်တဲ့ဘယ်နှယောက်ရှိလဲပြပါအောင်ဖခင်ကောင်းကြီးလို့ရှင်ကြလားဖခင်ကောင်းကြီးโอเคကျေးဇူးတင်တယ်လက်ချလို့ရပြီကျွန်တော်လည်းဖခင်ကောင်းကြီးလို့ရှင်တယ်တကယ်လို့ရှင်တာဖခင်ကောင်းကြီးကလေကျမ်းစာပြောထားတယ်အမင်္ဂလာနဲ့မရောဘူးတဲ့ဖခင်ကောင်းကြီးပေးရင်အဲ့ဒီလူကိုအမင်္ဂလာနဲ့ရောပြီးမပေးဘူးဖခင်ကောင်းကြီးကကောင်းကြီးပဲကျွန်တော်ငယ်ငယ်တုန်းကအိမ်ဘေးကလူတွေကျွန်တော်ရှားဘူးတယ်သူတို့လေကျွန်တော်တို့မြန်မာလိုကြီးကောင်လို့ခေါ်လားငူကောင်လို့ခေါ်လားမသိဘူးကျွန်တော်ချင်းတော့ဖိတ်ဆမ်လို့ခေါ်တယ်ဟိုပေါင်တဝက်ပဲရှိတယ်လို့ကျွန်တော်တို့ချင်းတွေကအဲ့လိုယုံတာပေါ့ဟိုဆုံးလို့ပါလို့ပေါ့နော်အဲ့ဒီအကောင်လေးကိုသူတို့ဖမ်းပြီးတော့အိမ်မှာထားတယ်အဲ့လိုလှုပ်တဲ့လူကလေချမ်းသာတယ်တမဟုတ်ချင်းပဲချမ်းသာတယ်ဒါပေမဲ့အဆူရှိတယ်အဲ့လိုထားပြီးတော့တဲ့အဲ့ဒီအကောင်ကိုဒါမှမဟုတ်အဲ့ဒီဆုံးကိုကောင်းကောင်းမကြွေးဘူးဆိုရင်အဲ့ဒီဆုံးကတမိသားစုလုံးပြန်စားတယ်ဆိုပဲအဲ့လိုထားတဲ့မိသားစုကချမ်းသာတယ်တမဟုတ်ချင်းအရန်ချမ်းသာတယ်ပြီးတော့လေမိသားစုတွေတယောက်ပြီးတယောက်တေးပြီးတော့သူတို့ဥစ္စာနဲ့ကုန်သွားတယ်ဒီနေ့ကျွန်တော်ပြောမယ်ဖျားစီကလာတဲ့ကောင်းကြီးဆိုရင်အဲ့လိုမဟုတ်ဘူးစာတန်စီကလာတဲ့ကောင်းကြီးဆိုရင်လေကြည်လိုက်ရင်ခဏလေးနဲ့အဆင်ပြေတယ်လို့မျိုးတွေ့ရတယ်ခဏလေးအတွက်ပဲပြီးရအကုန်လုံးပြောင်းသွားတာပဲဒီတော့ဖျားကောင်းကြီးထက်တာ၍ကောင်းတဲ့ဟာတခုမှမရှိဘူးကျွန်တော်တော့ဖျားကောင်းကြီးကြိုက်ဆုံးပဲကြည်လိုက်ရင်ခဏလေးနဲ့ကြည်လိုက်အဆင်မပြေတယ်လို့မျိုးတွေ့ရတယ်2005ခုနှစ်ပြီးခဲ့တဲ့နှစ်က September 10 ရက်နေ့ Utah Valley University မှာတနပ်ပြမှုတစ်ခုဖြစ်ပွားတယ်အသက်30နှစ်အရွယ်လူငယ်ဖြက်လက်အရန်ထက်မြက်တဲ့တယောက်ဖြစ်တယ်သူကနိုင်ငံရေးသမားဟုတ်တယ်ပြီးတော့ပြုတ်ပြပြောင်းလဲရေးသမားဟုတ်တယ်ပါစတာမဟုတ်ဘူးကျမ်းစာတတ်တော်မဟုတ်ဘူးနော်ကျမ်းတက်ဆရာတော့မဟုတ်ဘူးဒါပေမဲ့သူကဘာကို promotion လုပ်တယ်လဲဆိုတော့ဥပုံနဲ့ဘယ်လိုစောင့်ရမလဲဆိုတော့ promotion လုပ်တယ်သူ promotion အရန်ကောင်းတယ်သူကို debate လာလုပ်တယ်သူရဲ့ debate ရဲ့ team ကဘာလဲဆိုတော့ prove me wrong ငါမားတယ်ဆိုတာလာတက်တည်ပြကြသူက abortion မကောင်းဘူးမိန်းကလေးကိုယ်ဖြစ်ချတာမကောင်းဘူးသူပြောတယ်ယောက်ျားချင်းလိန်သူဆက်ဆံတာမကောင်းဘူးပြောတယ်မိန်းမချင်းလိန်သူဆက်ဆံတာမကောင်းဘူးသူပြောတယ်ပြီးတော့သူများနိုင်ငံမှာခိုးပြီးဝင်တာမကောင်းဘူးသူပြောတယ်သူပြောတာတွေအများကြီးပဲဒါပေမဲ့သူပြောတဲ့အထက်မှာကျွန်တော်အနေနဲ့စိတ်ဝင်စားဆုံးကတော့ဥပုံနဲ့ဘယ်လိုစောင့်ရမလဲဆိုတာသူပြောတော့အရင်စိတ်ဝင်စားစရာကောင်းတယ်သူနဲ့သူ့မိသားစုကဘာလုပ်လဲဆိုဥပုံနဲ့ရောက်လာရင်ဖုန်းလုံးဝပိတ်တယ် social media လုံးဝမသုံးတော့အလုပ်တွေကနေသူတို့လုံးဝနားတယ်ပြီးတော့သူတို့မိသားစုအချိန်ယူတယ်ကျန်းစာဖတ်ကြတယ်စုတောင်းကြတယ်အကုန်လုံးတမိသားစုလုံးရီမောနဲ့ဖတ်ရတရားထဲမှာနေကြတယ်အလုပ်တွေအကုန်လုံးပစ်ထားတယ်30နှစ်ပဲရှိသေးတယ်အဲ့ဒီနေ့မှာသူလောက်ကြံတပ်ဖြတ်ခြင်းခံရတယ်တနတ်နဲ့ပြတ်တက်ခံရတဲ့ level ထိသွားကျွန်တော်အားလုံးတွေးကြမယ်လို့ထင်တယ်လူတွေကထင်ချင်းမျိုးပေးတယ်ဘာကြောင့်သူတက်ခံရရလဲသူ့ရဲ့ဩဝါဒတွေကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်ညင်လို့မရအောင်ဒါပေမဲ့သူအဲ့ဒီဟာတွေဟောလာတာကြာပြီဒါပေမဲ့ဥပုံနဲ့အကြောင်းဟောလာတဲ့အတွက်စာတန်ကမလို့ချင်ဘူးလို့ကျွန်တော် personally ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့သူတေပြီးဒီဇင်ဘာလ9ရက်နေ့မှာသူထုတ်တဲ့စာအုပ်တော်ထွက်တယ်
stop in the name of God နော်ဖယားနာမအဖြစ်ရပ်ပါဆိုတဲ့ခေါင်းစဉ်နဲ့စာအုပ်ထွက်တယ်ကျွန်တော်စာအုပ်ထွက်တဲ့အချိန်မှာမထွက်ခင်ကတည်းကကျွန်တော် online Amazon ကနေဝယ်တယ်ကျွန်တော် January February လလောက်မှာအဲ့ဒီစာအုပ်ရတယ်ပြောချင်တာကစာအုပ်ကရောင်းလို့မလောက်ဘူးပေါ့နော်မလောက်ဘူးလို့ပြောမလားစာအုပ်ကုန်သွားတယ်နောက်ထပ်တစ်ခါပြန်ထုတ်ရတာကျွန်တော်နောက်တစ်ခုထုတ်မှကျွန်တော်ရတယ်သူစာအုပ်ထဲမှာအနှစ်တွေအများကြီးပဲဒါပေမဲ့ဒီကနေ့ 7 day Adventist ဖြစ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီကောင်းကြီးတွေအများရှိပြီးတော့ကျွန်တော်တို့ကတခုမှမရဘူးဆိုရင်မလောက်ဝမ်းနည်းစရာကောင်းလိမ့်မလဲသူက 7 day Adventist မဟုတ်ဘူးနော်သူကတနင်္ဂနွေနေ့မှာဖျားရှိခိုးတယ်လို့ဒါပေမဲ့သူကအဲ့ဒီ Sabbath blessing ကိုသူရသွားတယ်ကျွန်တော်တို့ရော 7 day Adventist ဖြစ်ပြီးတော့ Sabbath blessing မရရင်ဘယ်လောက်ဝမ်းနည်းစရာကောင်းလိမ့်မလဲကျွန်တော်ဒီနေ့အဲ့ဒါလေးကိုကျွန်တော်တို့ပြောချင်တယ်ဖခင်ကကျွန်တော်တို့ကောင်းကြီးပေးချင်တယ်ကျွန်တော်တို့ကအဲ့ဒီကောင်းကြီးတော့သိမကြိုက်ဘူးဖြစ်နေတယ်ဘယ်လောက်ဝမ်းနည်းစရာကောင်းတယ်လဲဥပုပ်လေးနဲ့ပတ်သက်ပြီးတော့၄မျိုးရှိတယ်တယောက်ကတစ်မျိုးကတော့ဥပုပ်လောကမှာရှိမှန်ဖခင်ဥပုပ်ရှိမှန်တီးကိုမတီးတဲ့လူအုပ်စုတစ်စုရှိတယ်အဲ့ဒါတော့ခရိယန်မဟုတ်တဲ့လူတွေပဲဒုတိယအုပ်စုကတော့ခရိယန်အများစုကတော့အဲ့ဒီဥပုပ်နေ့ကိုမလို့ချင်တော့အဲ့ဒီအုပ်စုလည်းတစ်စုရှိတယ်နောက်အုပ်စုတစ်စုရှိတယ်ဥပုပ်နေ့ကိုဥပုပ်နေ့မှန်တီးတယ်ဒါပေမဲ့မဆောင်ဘူးကောင်းကောင်းမဆောင်တို့အဖွဲ့တွေပေါ့မဟုတ်ဘူးလားဥပုပ်ကိုဥပုပ်မှန်တော့တီးတယ်ဒါပေမဲ့လှုပ်ချင်တာလှုပ်တယ်နေချင်တယ်လို့နေတယ်စားချင်တာစားတယ်ဥပုပ်ကိုကောင်းကောင်းမဆောင်ဘူး blessing ဖြစ်အောင်မနေဘူးအဲ့ဒါကျွန်တော်တို့အုပ်စုတွေဖြစ်တယ်နောက်အုပ်စုတစ်ခုတော့ကျွန်တော်တို့ပါပဲအဲ့ဒီအုပ်စုကတော့ဥပုပ်နေ့ကိုတေးသေးချာချာဖရားအလိုတိုင်းအသက်ရှင်တယ်အဲ့ဒီကြောင့်ကောင်းခြင်းမင်္ဂလာပြေဝခံစားရတယ်ဒီကနေ့ဂျူးတွေကဘာမှာချမ်းသာတဲ့လူဆိုရွေးရင်ဂျူးတွေပဲသိပ္ပံပညာရှင်တွေရွေးရင်ဂျူးတွေပဲနော်ဘယ်နေရာမှာဆိုသူတို့ဂျူးတွေကတကယ်ကိုနော် technology ကြည့်မလားတော်တယ်စစ်တိုက်မလားဂျူး Israel နိုင်ငံတည်တည်လေးသူ့နိုင်ငံမှာပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံကြီးတွေအများကြီးဝိုင်းတိုက်လည်းမနိုင်ဘူးဘာကြောင့်လဲဖခင်ကောင်းကြီးခံစားရတယ်အဲ့ဒီခံစားတဲ့ကောင်းကြီးတွေထဲမှာတစ်ခုကဘာလဲဆိုတော့ဥပုပ်ကိုတေးသေးချာချာစောင့်ထိန်ကြတယ်မယုံရင် Israel နိုင်ငံဘယ်နေရောက်သွားဘူးလဲဣသရေလနိုင်ငံမတော်ဘူးနော်သွားဘူးတဲ့လူပြောတယ် Israel နိုင်ငံရောက်ရင်ဘလောက်ထိသူတို့ဥပုပ်ကိုယိုသေးတယ်လဲဆိုတာအရာတူယူစရာကောင်းတယ်သူတို့ဥပုပ်နဲ့ရောက်ပြီဆိုရင်သူတို့ကားတောင်မတုံးတော့ဓာတ်လေကားတောင်မတုံးတော့ခြေကျင်သွားကြတယ်မီးလည်းမတုံးတော့ဖျောင်းတိုင်မီးဖွင့်ကြတယ်ဖျားရှိခိုးကြတယ်ပြီးတော့တောက်ကြနေကြတဲ့သူတို့မုံနှလုံးလမ်းမေးမှာသူတို့ရောင်းတယ်မုံနှလုံးနဲ့ရောင်းတာပေါ့နော်တစ်လုံးကနော်အဲ့ဒါကပုံဆောင်ချက်ဖြစ်တယ်အဲ့ဒါတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီဟာတွေဒီထက်မသွားနိုင်တော့ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီဟာခုနှစ်ချက်ကိုကျွန်တော်သွားခြင်းလို့ဖြစ်တယ်ဒီတော့သူတို့ကကောင်းခြင်းရတယ်နော်ဒါပေမဲ့သူတို့မှမရှိတာကျွန်တော်တို့မှတစ်ခုရှိတယ်ဘာလဲသိလားကျွန်တော်မှယေရှုရှိတယ်သူတို့မှယေရှုမရှိဘူးယေရှုတဲ့ပို့ကြီးတာမရှိဘူးလေမဟုတ်ဘူးလားသူတို့ဥပုပ်ပဲရှိတာပြည့်ညတ်ပဲရှိတာကျွန်တော်တို့ကဥပုပ်အပြင်ယေရှုပါရှိတာကျွန်တော်နှစ်ဆသောကောင်းကြီးကျွန်တော်ရမှာဖြစ်တယ်ယေရှုပဲရှိတဲ့လူတချို့ကဖခင်ကောင်းကြီးအများကြီးခံစားရတယ်ကျွန်တော်တို့ဒီနေ့ဖခင်ရဲ့ပြည့်ညတ်တော်လည်းသိရတယ်ယေရှုလည်းကျွန်တော်တို့ယုံကြည်တယ်ယေရှုကိုယုံကြည်လက်ခံပြီးတော့ပြည့်ညတ်တော်ကိုစောင့်ရှောက်တဲ့ထဲမှာကျွန်တော်တို့ဖြစ်တယ်သူများထက်နှစ်ဆသောကောင်းကြီးဣသရေလထက်နှစ်ဆသောကောင်းကြီးနော်ဥပုပ်မဆောင်တဲ့လူထက်နှစ်ဆသောကောင်းကြီးကျွန်တော်တို့ရမှာဖြစ်တယ်ကျွန်တော်မရဘူးဆိုရင်အပူမဟုတ်အေးမဟုတ်နှွေးယုံတာရှိတော်သူတွေဖြစ်လိမ့်မယ်ဒီတော့ကျွန်တော်တို့ဒီနေ့လောကဘတော်ကြည်ရင်နဲ့ကျွန်တော်ဆက်သွားမယ်ပထမဆုံးအနေနဲ့ထွေပြကြခိုင်း20ငယ်8မှာရှိကနေ7ကိုကျွန်တော်ဖတ်ရင်ဥပုပ်နေ့ကြောင်းရေးထားတယ်အဲ့ဒီထဲမှာဥပုပ်နေ့ကိုတန်ရှင်းစေခြင်းကထိုနေ့ရက်ကိုအောက်မေ့လို့ remember the Sabbath to keep it holy remember တတိယပါလို့ပြောတဲ့ပညာ10ခုထဲမှာတစ်ခုပဲတတိယပါလို့ပြောတယ်အဲ့ဒီတစ်ခုကိုပဲလူတွေမေ့ကြတယ်ဖခင်ကကြိုသိတယ်လေလူတွေမေ့မယ်ဆိုတာကြိုသိတယ်အဲ့ဒါကြောင့်ပြောထားတာစကကြတဲ့ကမေ့မယ်နင်တို့မမေ့နဲ့နော်ပြောထားတာအဲ့ဒီမမေ့နဲ့ပြောတဲ့ဟာမှတတိမေ့ကိုမေ့ဖြစ်ကြတာဒီနေ့ကျွန်တော်တို့ရောမေ့လားကျွန်တော်တို့ကတတိယတလူလိုပါလို့နဲ့ဒါပေမဲ့ဥပုပ်နေ့မှာပြင်ဆင်ရမယ့်အရာတွေအများကြီးကျွန်တော်တို့လုပ်နေတယ်ဥပုပ်နေ့ကိုကောင်းကောင်းမွန်မွန်ကောင်းကြီးမခံစားရအောင်ဖြစ်တယ်ဒီကနေ့ကျွန်တော်ပြန်ပြီးတော့သိချာစဉ်းစားရမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဥပုပ်နေ့မှာနော်ဥပုပ်နေ့ဆိုတာဘုရားရဲ့ပညတ်ဖြစ်တယ်ပညတ်ဆိုတာကျွန်တော်တို့လူတွေနားမှာတအားနာခါတယ်တကယ်တော့ဘုရားပေးတဲ့အရာမှန်သမျှအကောင်းကြီးပဲဘုရားကျွန်တော်ဒုက္ခရောက်တခုမှမပေးဘူးသူပေးတဲ့ပညတ်ကကျွန်တော်တို့တကယ်တော့ကောင်းကြီးဖြစ်တယ်
ဆိုတော့ဥပုံနဲ့ဟာပညာတစ်ခုတည်းမဟုတ်ဘူးသူကအကောင်းကြီးဖြစ်နေတယ်ဆိုတော့ကျွန်တော်သိစေချင်တယ်ပညာဆိုတာကဥပုံနဲ့ဆိုတာဝန်မဟုတ်ဘူး it's not a burden ဒါကကျွန်တော်တို့ကောင်းကြီးမင်္ဂလာဖြစ်တယ်ပညာဥပုံနဲ့ဆိုတာကကျွန်တော်တို့ကောင်းကြီးဖြစ်တယ်အဲ့လိုယုံလားကျွန်တော်မြန်မာနိုင်ငံမှာတထေးတွေမလုပ်လဲသိလားသူတို့ချမ်းသာတော့သူတို့မိဘကိုအလုပ်လုပ်ခိုင်းလားအလုပ်မလုပ်ခိုင်းဘူးတော့မိဘချမ်းသာတော့သားသမီးကိုအလုပ်လုပ်ခိုင်းလားအလုပ်မလုပ်ခိုင်းဘူးခြေမွေးမီးမလောက်လက်မွေးမီးမလောက်ဟုတ်တယ်မလားကြားဘူးလားဖယားကျွန်တော်တို့ကိုလေအလုံးမလုံးစေချင်တဲ့နေ့တစ်နေ့ရှိတယ်အဲ့ဒါတကယ်ကောင်းကြီးနော်ဖယားကျွန်တော်တို့သူ့ရဲ့သားသမီးတွေကိုကျွန်တော်တို့ကောင်းကြီးပေးချင်လို့ဖြစ်တယ်ဆိုတော့ဒီကောင်းကြီးကဥပုံတွေကဖယားကနေကျွန်တော်တို့ပေးတဲ့ကောင်းကျင်တဲ့မြေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးဖြစ်တယ်မလို့ချင်ဘူးလားကျွန်တော်အားလုံးလိုချင်ကြမယ်လို့ယုံကြည်ပါတယ်ဒီတော့ပထမဆုံးဒီကောင်းကြီးကဘာလဲဆိုတော့နားရတယ်အိုးကောင်းလိုက်တာကျွန်တော်တို့ Amazon မှာအလုပ်လုပ်တဲ့လူတွေ3ရက်4ရက်လောက်အသေးလောက်တယ်ဟုတ်တယ်နော်တရက်ကို10နာရီလောက်မတရက်တဲ့6ရောက်နေတော့ညောင်းလို့တိုက်လို့နားရတဲ့နေ့မပြောဘူးလားကျွန်တော်တခါတလေတွေ့ရတယ် Facebook မှာဟာ Monday ရောက်တော့မယ်ပြင်းစရာကြီးတဲ့ Monday ကိုကြောက်ကြတယ်ဘာကြောက်လဲအလုပ်ပြန်လုပ်ရတော့မလေနားချင်တာလူတွေကကျွန်တော်တို့နားချင်ကြလားမနားချင်ကြဘူးထင်တယ်နားချင်လားနားချင်ကြတယ်ကျွန်တော်နားဖို့လိုတယ်လူဆိုတာနားဖို့လိုတဲ့တတဝါဖြစ်တယ်ဖယားကကျွန်တော်တို့ကိုကျမ်းစာထဲမှာပြောထားတယ်ထွတ်မြောက်ကျမ်းခိုင်း20ငယ်30ထဲမှာနော်ထိုနေ့၌တင်မဆာရတိသာသမီကျွန်ယောက်ျားမိန်းမတိရစ္ဆာန်တင်းတကားဝအတွင်း၌ရှိသောအဲ့တဲ့အာဂန္တုဒီအလုံးမလုံးရတဲ့ကျွန်တော်ဒီနေ့ကျွန်တော်ဒီကျမ်းစာဖတ်ရင်လည်းသတိရမိတာရှိတယ်တင်မဆာ၍သာသမီကျွန်ယောက်ျားကျွန်မိန်းမတိရစ္ဆာန်ပြီးတော့အာဂန္တုခုနှစ်မျိုးကျွန်တော်သားကိုပြောတယ်ဒီမှာတင်းရဲ့မယားမပါဘူးမယားတွေကတော့ဥပုံနဲ့လှုပ်လို့ရမယ်ထင်တယ်လို့တင်းမဆာ၍သားသမီးလို့ပဲပြောတာလေတင်းမယားလို့မပါဘူးဆိုတော့ဟုတ်တယ်နော်ဆိုတော့ဥပုံနဲ့မယားတွေနော်ဇနီးတွေအလုပ်လုပ်ကြဟင်းချက်ကြအကုန်လုံးလုပ်ကြယောက်ျားတွေတော့နားကြသားတွေလည်းနားသမီးတွေလည်းနားဟုတ်လားအဲ့ဒါပြောရလားဘာဖြစ်လို့မယားတွေမပါလဲဟမ်စဉ်းစားမိလားကျွန်တော်အဲ့ဒါစဉ်းစားရင်းနဲ့ကျွန်တော်သားကိုကျွန်တော်မေးတယ်ခမ ्या ဘယ်လို argue လုပ်မလဲလို့ဒီဟာကိုခမ ्या သူများမေးလိုက်ဘယ်လိုပြန်ပြောမလဲလို့မေးတော့ Amen ဟုတ်တယ်တင်းလို့ပြောလိုက်တာ ਨੇ ယောက်ျားကတင်းတို့ဒီနှစ်ယောက်မဟုတ်တစ်ယောက်လေတင်းလို့ပြောတာ ਨੇ ကျွန်တော်ဇနီးရောအပါဝင်ဖြစ်တယ်သားရောမယားရောနော်အကုန်လုံးအပါဝင်ဖြစ်တယ်ဆိုတော့တနည်းအားဖြင့်တမိသားစုလုံးဘသူထိပါလဲဆိုတော့ဧည့်သည်ထိပါတယ်ကိုယ်အိမ်မှာလာတဲ့ဧည့်သည်ဥပုံနဲ့ခရီးထွက်မယ်ဆိုရင်လာမတဲခိုင်းနေတော့ဟိုတယ်မှာပဲတဲလိုက်ပါစတာဒေါ့ဘက်ချလာပြောတာကျွန်တော်ဇနီးပြန်ပြောတဲ့ဟာဧည့်သည်တွေကဥပုံနဲ့လာပြီးတော့အိမ်မှာနဘန်းကားတွေလာကြည့်ချင်တယ်ဆိုရင်သူတို့ကိုပြောလိုက်တဲ့ဟိုတယ်မှာပဲတဲလိုက်နဘန်းကားကြည့်လို့ရတယ်လို့ကျွန်တော်အိမ်မှာဥပုံနဲ့နော်နဘန်းကားမဖွင့်ဘူးလို့ love song မဖွင့်ဘူးလို့ဘာဖြစ်လို့လဲကောင်းကြီးမင်္ဂလာပိတ်တာလေအဲ့ဒါကမဟုတ်ဘူးလားကောင်းကြီးမင်္ဂလာပိတ်မဲ့ဟာတွေအကုန်လုံးကျွန်တော်တို့မောင်းထုတ်ရမှာမဟုတ်ဘူးလားမောင်းထုတ်တယ်ဆိုတာကျွန်တော်စကားရိုင်းပြီးပြောတာပါတကယ်တော့ပြောချင်တာသူတို့ကိုနားလည်အောင်ကျွန်တော်ရှင်းပြမှာဖြစ်တယ်တကယ်တော့ကျွန်တော်တို့အိမ်မှာအကုန်လုံးနားပြီးတော့ဖုံးတစ်လုံးကိုစီနဲ့ထွားရမှာမဟုတ်ဘူးကျွန်တော်တယောက်နဲ့တယောက်စကားပြောပြီးတော့နော်ဖရားအကြောင်းတွေဆွေးနွေးပြီးတော့ဖရားသချင်းတွေဆိုပြီးတော့ဘလို့ပြောစရာကောင်းလဲဒီနေ့ကိုမြင့်နိုင်တော့အုပ်စုတွေသချင်းဆိုကြတာဟာနားထောင်လို့ကောင်းမှကလေးလဲဆိုတာပဲလူကြီးလဲဆိုတာပဲလူကြီးကအပြင်တန်ကလေးကမိုက်တန်နားထောင်လို့ကောင်းမှကောင်းအရန်ပြောစရာကောင်းကျွန်တော်တို့အားလုံးလေအဲ့လိုဥပုံနေတွေမှာလေသူတကွသချင်းဆိုပြီးတော့နေကြရင်ဘာလို့ပြောစရာကောင်းမလဲဖယားကအဲ့ဒါလိုချင်လို့ကျွန်တော်အားလုံးကိုဘာလို့ခိုင်းလဲနားခိုင်းတာဖြစ်တယ်ကျွန်တော်တို့အဲ့ဒီမနာချင်ဘူးချက်ပြုတ်ချင်တာနော်ဒီနေ့တနေ့ပဲနားရတယ်ဆိုပြီးတော့အတကွန်အလုပ်လုပ်ချင်တာတန်ရှင်းတွေလိုက်လုပ်တာမဟုတ်ဘူးတန်ရှင်းလုပ်ရတဲ့နေ့မဟုတ်ဘူးချက်ပြုတ်ရတဲ့နေ့လည်းမဟုတ်ဘူးအဲ့ဒီနေ့ကနားရတဲ့နေ့ဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်နားခိုင်းတာလဲဘာဖြစ်လို့လဲဆိုတော့သူနဲ့အချိန်ယူဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်ရုပ်ပိုင်းဆိုင်ရာနားရမှာဖြစ်တယ်ကျွန်တော်တို့ဖယားကကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာနားဖို့အတွက်ကျွန်တော် design ထုတ်ထားတာဖြစ်တယ်ဆိုတော့နံပါတ်1ဒီဖို့ကဖယားကိုယ်တိုင်နားတယ်ကပောက်ချန်ခန်းကြီးနှစ်အငယ်တိကနေတုံးကြည့်တဲ့ခါကျတော့ဖယားနားတယ်တဲ့ဖယားမောလားကျွန်တော်ဖယားမောတတ်လား
မမောဘူးဘာဖြစ်လို့နားရလဲဒါဆိုရင်ဖခင်ဘာဖြစ်လို့နားရလဲကျွန်တော်တို့ယောဟန်ခန်းကြီး9ငယ်7ခုကိုကြည့်တဲ့အခါမှာသခင်ယေရှုကယောဟန်ခန်းကြီး9မှာ38နှစ်လုံးနာတဲ့လူတယောက်ရှိတယ်အဲ့ရ3လုံးလဲနေတာလာကုသတဲ့အခါကျတော့နော်ဖာရီရှဲတွေကပြောတယ်ဟာတခြားနေ့မှာလာကုတဲ့နော်ဥပုံနေ့မှာလာမကုနဲ့ဥပုံနေ့မှာဖခင်နားတယ်တဲ့အခါကျတော့ခရစ်တော်ကပြောလဲငါအဖေကဒီနေ့ထိအလုပ်လုပ်တယ်တဲ့ဟာတချို့လူတွေအဲ့ဒါနားလည်မှုလွဲပြီးတော့ဖခင်ကဥပုံနေ့မှာအလုပ်လုပ်တယ်လို့ပြောတာခရစ်တော်ပြောတဲ့ context ကဘာလဲဆိုတော့နေမကောင်းတဲ့လူနေကောင်းဖို့ဖခင်ကကယ်တင်ခြင်းပေးဖို့ဖခင် holiday မယူဘူးအာမင်ကျွန်တော်ဖခင်မှာလူသားပျောက်ဆုံးသောသူကယ်တင်ဖို့နဲ့နာယောဂါရှိသောသူပျောက်ဖို့အတွက်ဖခင်ပဲသောအခါမှာ holiday မယူဘူးဖခင်24နာရီ9ရက်အလုပ်လုပ်ပါတယ်ဒါပေမဲ့ဖခင်ဖန်ဆင်းခြင်းအမှုကိုတော့6ရက်လုပ်ပြီးတော့9ရက်မှနားတယ်ဖန်ဆင်းခြင်းအမှုမှာတော့သူနားတယ်လူသားတွေကိုဖန်ဆင်းတဲ့အခါမှာလည်း6ရက်မြောက်သောနေ့မှာဖန်ဆင်းနောက်တစ်နေ့ပဲနားတယ်ဆိုတော့အလုံးမောလုံးနားတာတခုထဲတော့မဟုတ်ဘူးနော်ရည်ရွယ်ချက်ကတခြားရှိသေးတယ်နော်အဲ့ဒါဖခင်ကသူနဲ့မိတ်ထန်အဖွဲ့ဖို့ဖြစ်တယ်ဖခင်ကလူမကဘူးနော်တရိษံလည်းပါတယ်နော်နားရမယ်ထဲမှာလူရောတရိษံရောပြီးတော့ဧည့်သည်အာဂန္တုရောပြီးတော့ပါရှိသေးတယ်ဒီလားမြေကြီးလည်းနားရမယ်တဲ့ဟာကျွန်တော်တို့မြေကြီးလည်းနားလို့ဖို့လို့တယ်တရိษံလည်းနားဖို့လို့တယ်လူမကအောင်တော့ဖခင်ကဘာကြောင့်ဖခင်ကဒီလိုအမိန့်ပေးလို့ရလဲသိလားဖခင်ကဖန်ဆင်းတဲ့လူလေဟုတ်တယ်မလားဖခင်ဖန်ဆင်းတော့နင်းလူတွေနားတရိษံလည်းနားခိုင်းမြေကြီးလည်းနားခိုင်းဖခင်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်နော်တရားဟောခြင်းခန်းကြီး9ငယ်14ဖတ်တယ်ဆိုရင်လူနာရမယ့်အကြောင်းနော်ဝိပ္ပယခြင်းခန်းကြီး25ငယ်တိကနေခွန်ဖတ်တယ်ဆိုရင်တရိษံတွေနားရမယ့်အကြောင်းမြေကြီးနားရမယ့်အကြောင်းထွတ်မြောက်ခြင်း23ငယ်30 17ကိုကြည့်ရင်မြေကြီးလည်းနားရမယ့်အကြောင်းရေးထားတယ်ဒါဆိုလူတွေကနားထောင်တာဖခင်နားမထောင်ဘူးနားကောက်တယ်လူတွေလည်းမနာခိုင်းဘူးတရိษံလည်းမနာခိုင်းဘူးမြေကြီးလည်းမနာခိုင်းဘူးကျွန်တော်မြန်မာနိုင်ငံမှာတရုတ်တွေလာဝင်ပြီးတော့ကျွန်တော်မြေကြီးတွေတုံးတယ်အခုဆိုရင်မြန်မာနိုင်ငံမှာဘာလုပ်လဲဆိုတော့ຫນွေစပားနဲ့မိုးစပားမြေကြီးနားရလားမနာရအောင်နှစ်ဆတောင်အလုပ်လုပ်ခိုင်းတာမြေကြီးကိုတရုတ်တွေဆိုရင်မြေကြီးကိုအလုပ်လုပ်ပြီးဆိုရင်ဘာဖြစ်သွားလဲမြေကြီးက3နှစ်လောက်လုပ်ရင်မြေကြီးကလုံးဝတတ်မရှိတော့အသေးဖြစ်သွားတာဘာမှစိုက်လို့မရတော့မြေကြီးတောင်မြေစီတော့ကုန်ပြီးတော့ဘာမှမလုပ်လို့မရဘူးမြေကြီးကိုအဲ့လောက်ထိတုံးတာဖျားကြိုက်မယ်ထင်လားမကြိုက်ဘူးဖျားကမြေကြီးကအဲ့လိုလုပ်ဖို့ဖျားခွင့်မပြုဆိုတော့တမန်ကျမ်းစာနဲ့ကြီးတဲ့ခါကျတော့နားခိုင်းတာပိုလွယ်လားအလုပ်လုပ်ခိုင်းတာပိုလွယ်လားမြေကြီးဖြစ်ကြည့်ပါဦးနားရတာလွယ်လားအလုပ်လုပ်တာလွယ်လားအိုးတိတာပဲကျွန်တော်မတိကြအောင်ထင်နေတာတအားအလုပ်လုပ်ချင်ကြလို့ကျမ်းစာထဲမှာလေဖျားကဘယ်လောက်ထိသူနားရတဲ့အလုံးနဲ့ပတ်သက်ပဲနားရတဲ့ဟာနဲ့ပတ်သက်ဘယ်လောက်ထိတောင် serious ဖြစ်တယ်လဲဆိုတော့ထွတ်မြောက်ချက်ခိုင်း31အငယ်74မှာမနာတဲ့လူတဲ့အမျိုးကနေစရင်ဖယ်မယ်တဲ့ကျွန်တော်တို့ခက်နဲ့ပြောမယ်ဆိုအတင်းတော်ထဲထုတ်ပြမယ်အလုံးလုံးတဲ့လူနောက်တစ်ခုရှိသေးတယ်အောက်မှာပဲအငယ်31မှာပြောဆိုအငယ်74မှာအလုံးလုံးတဲ့လူတဲ့တေတံခံရမယ်တဲ့ဟာကျွန်တော်တို့ကျမ်းစာထဲမှာတေတံပေးတာရှားတယ်နော်ကျမ်းစာတေတံပေးတာအယံမြင့်လို့ဘုရားကလုံးဝမကြိုက်လို့သူ့အမေဖေနဲ့နာမမဟုတ်ရင်သူများမရနဲ့ပြစ်မှန်းတေတံအဲ့ဒါတေတံကျမ်းစာထဲမှာနတ်ဝင်တဲ့မင်းလူဖြစ်တယ်ဆိုရင်ဥမာကွာဆုံးအတက်လုပ်တယ်ဆိုရင်အဲ့ဒီလူကတေတံကလည်းချိုးရလို့ရတယ်အဲ့ဒီထဲမှာဥပုပ်ချိုးတာလည်းတေတံနော်ဘုရားကမကြိုက်ဘူးလုံးဝမကြိုက်ဘူးအဲ့ဒါလက်တွေ့ရှိတယ်ဥပမာတောလေကျန်ခိုင်း15အခန်းငယ်73 32ကနေ35ကိုဖတ်တဲ့အခါမှာဥပုပ်တွေမှာထင်းခွေတဲ့လူတယောက်ရှိတယ်ဖခင်ဘာလုပ်လဲအဲ့လူကိုတေတံပေးတယ်ဖခင်ကိုယ်တိုင်ပေးတာနော်နောက်တစ်ခုရှိတယ်ယေရုရှလင်ကိုပြောတယ်ယေရမိခိုင်း19ငယ်နဲ့19မှာနင်တို့မြုပ်ဥပုပ်မနာဘူးဆိုရင်နင်တို့တစ်မြုပ်လုံးကိုသူမြောက်ပေးမယ်တဲ့တကယ်ပဲဘာဘူးလို့တိမ်သွားတယ်ဥပုပ်မနာလို့600ခန်းကြီး36ငယ်21ကိုဖတ်ကြည့်သူတို့မြေကြီးကိုလေခုနှစ်ပြည့်6နှစ်အလုပ်လုပ်တဲ့မြေကြီးထွန်းခုနှစ်ပြည့်တဲ့နှစ်မှာမြေကြီးကိုနားခိုင်းတယ်ဥပုပ်ဆောက်ခိုင်းတယ်မြေကြီးလဲဟာဘုရားကမြေကြီးတောင်မှဥပုပ်ဆောက်ရမယ်တဲ့ပြီးတော့သူကအဲ့လိုနားခိုင်းတာကိုဣသေလတယ်မနာဘူးဘာဖြစ်လို့လဲမြေကြီးကနေဒီနှစ်မလုပ်ဘူးဆိုရင်ငါတို့ဘယ်လိုစားမလဲသူတို့ခွန်အားပဲသူတို့အားကိုမိတတ်တယ်
အခါကျတော့ဖယားကဘာလို့လဲဆိုတော့ခုန600ခန်းကြီး36ငယ်21ကိုပတ်ချလိုက်မြေကြီးကိုအနားမပေးတဲ့အတွက်ကြောင့်သူတို့အားလုံးကိုမြေကြီးကနေသူကဖယ်လိုက်တယ်ယေရုရှလင်မှာနှစ်ပေါင်း90ဘယ်သူမှထုံမရက်တော့နှစ်ပေါင်း90တောင်မှနားခိုင်းတယ်မြေကြီးကိုလေဖယားကအတင်းနားခိုင်းတာဖြစ်တယ်ဒီတော့နားခြင်းကဖယားကိုကိုးစားခြင်းဖြစ်တယ်ငါမလုပ်ဘူးဆိုရင်ငါပဲစားရမလဲဆိုတော့ခံယူချက်မရှိဘူးလားလူတွေကငါဥပုံနေမှငါအလုပ်မစင်းဘူးဆိုရင်ဒါမှမဟုတ်ငါဒီနေ့မှအလုပ်မလုပ်ဘူးဆိုရင်ကျွန်တော် trust in God ဖယားကိုယုံကြည်ဖို့ဖြစ်တယ်ပြီးတော့သူတို့ကက်တုံးကဆိုရင်တော့ဥပုံနေနားရတယ်ဆိုတာအလုပ်သမားတွေရှိတယ်ဆင်းရဲသားတွေကိုတနာလို့ဖြစ်တယ်ပြီးတော့မြေကြီးကဖယားဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ကိုအလေးပေးခြင်းဖြစ်တယ်ပြီးတော့မြေကြီးဖယားအပိုင်ဖြစ်တဲ့အတွက်ကြောင့်ဖယားကိုပြန်ပြီးတော့လေးစားခြင်းပြတာဖြစ်တယ်ချာလီခရစ်ကဘာပြောလဲဆိုတော့9ရက်မှာတဲ့9ရက်စလုံးအလုပ်လုပ်တာကျွန်ပဲရှိတယ်တဲ့ကျွန်တော်တို့အားလုံးကကျွန်လုပ်ချင်လား9ရက်မှာ9ရက်စလုံးအလုပ်လုပ်ချင်ကြတယ်ဆိုရင်ကျွန်ဖြစ်လားဖြစ်ချင်လားချာလီခရစ်ပြောတာကျွန်ပဲတဲ့အဲ့ဒါယမက်ရဲ့ကျွန်လောဘရဲ့ကျွန်ဖြစ်နိုင်တယ်ကျွန်တော်တို့ဖခင်ကကျွန်တော်အဲ့ဒီလောဘကိုရှော့ချဖို့အတွက်ကျွန်တော်နားခိုင်းတာဖြစ်တယ်ခန္ဓာစိတ်ဝိညာဉ်အနာယူရမှာဖြစ်တယ်လူတချို့ကပြောတယ်ဟာဖခင်နဲ့မိသားရဖွဲ့တာနေ့တိုင်းဖွဲ့လို့ရတယ်ဒါပေမဲ့လေတနေ့ကုန်နားပြီးတော့ဖခင်နဲ့မိတ်ဖွဲ့ဖို့ဖခင်လိုချင်တာဖြစ်တယ်ကျွန်တော်တို့ဖခင်ရှိခိုးတာတခါလေမနေ့စောစောအလုပ်စင်းတဲ့လူဆိုရင်ဘယ်လိုအေးအေးဆေးဆေးဖိကျန်းစာလေးပတ်ပြီးတော့စူလေးတောင်းပြီးတော့အလုပ်လုပ်မယ်ရမှာလဲဒီမှာနော်လူတို့ဆရာအဲချိုတို့အုပ်စုဆိုရင်မနေ့မိုးမလင်းခင်ထွက်သွားတာလေအော်ဟိုမှာရေချိုးခံလူလို့မနဲ့ဆိုရင်ဟာတန်းစီရတာနဲ့အလုပ်တွေရှုပ်နေရပဲမိုးမလင်းခင်ထတာဆိုတော့နေ့တိုင်းလို့လို့တော့ဘယ်သူကအေးစစ်စစ်ချမ်းစာဖတ်အောင်မလဲဟုတ်တယ်မလားတနေ့ကျွန်တော်တို့နားဖို့လို့တပတ်မှာတစ်ချိန်နားဖို့လိုတာဖြစ်တယ်ခန္ဓာစိတ်ဝိညာဉ်နားဖို့လိုတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နေ့တိုင်းဖိအားတွေမများဘူးလားအလုံးမှာဖိအားတွေအများကြီးပဲအဲ့ဒီကနေကျွန်တော်တို့နားဖို့ဘုရားတကယ်လိုချင်တာလိုရှိတာဖြစ်တယ်ဆိုဘုရားတကယ်ကျွန်တော်တို့ကိုလွတ်ချင်းတယ်လွတ်ချင်းခွင့်ပေးခြင်းတယ်ပြီးတော့ခွန်အားလည်းပြန်ပြည့်စေခြင်းတယ်ပြီးတော့ကျွန်တော်တို့လောဘသားတွေမဖြစ်ရအောင်လို့ဘုရားအလိုရှိတာဖြစ်တယ်ဘုရားကတင့်ကိုနားစေခြင်းနဲ့စာတန်ကတင့်ကိုအယံမောအောင်ဘာမှစိတ်မဝင်စားလောက်အောင်မောအောင်စာတန်အလိုရှိတာဖြစ်တယ်ဒီကနေ့တင်နားခြင်းတယ်ဆိုရင်တင်မှာအခွင့်အရေးရှိတယ်ဘုရားတင့်ကိုပေးထားတာဖြစ်တယ်ဆိုတော့တင်နားရင်ဘာဖြစ်မလဲဒီမှာနော်ကောင်းကြီးဖြစ်တယ်လို့ကျွန်တော်ပြောထားတယ်ကောင်းကြီးဖြစ်တယ်လို့ပြောထားတဲ့အခါမှာတင်နားတယ်ဆိုရင်ဟေရှာခန်းကြီး58ငယ်73မှာထာဝရဘုရား၌ပျော်မွေ့ရမယ်တဲ့။အော်သင်ဥပုံနဲ့နားရင်ဘုရား၌ပျော်မွေ့ခြင်းရှိတယ်။မြေကြီးပေါ်မှာမြင့်သောအရက်ကိုငါစီးစိမ်မယ်တဲ့။တနည်းအားဖြင့်သူများအောင်ပွဲယူပြီးဆိုအမြင့်မှာပဲယူကြတာဖြစ်တယ်။တနည်းအားဖြင့်အဲ့ဒါကိုပြောတာဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်ဘဝမှာအောင်မြင်ခြင်းတွေအလီလီရဖို့ဘုရားကပြင်ဆင်ထားတာဖြစ်တယ်။အဲ့ဒီအနားယူခြင်းရှိနေသေးတဲ့အကြောင်းဟေဘဲခန်းကြီး၄ငယ်9မှာတမန်ကျမ်းစာမှာရေးထားတယ်။ဘုရားကကျွန်တော်တို့နားစေခြင်းနဲ့တင့်အနေနဲ့နားချင်ရင်ဖခင်ကတင့်ကိုကောင်းကြီးပေးမှာဖြစ်တယ်ဒီတော့ဒီနေ့ကစပြီးကျွန်တော်နားကြပါလို့ပြောချင်တယ်ဘယ်လိုနားရမလဲကျွန်တော်တို့လောကမှာရှိတဲ့တရားတွေနော်တည်င်းတွေနားထောင်တဲ့နေရာတွေနားပါလောကမှာရှိတဲ့တင်စီယာယူစီယာတွေကိုခဏနားပါတရက်ပဲဖြစ်နိုင်ရင်ကျွန်တော်လူမျိုးlive လွှင့်တာဖြစ်စေအတင်းသူတင်းသားနဲ့ဆက်သွယ်ဖို့လိုအပ်လို့ဖြစ်စေဖုန်းဖွင့်ဖို့မလိုဘူးဆိုရင်ဖုန်းပိတ်လိုက်ပါအဲ့နေမိသားစုကိုအချိန်ပေးလိုက်ပါဟုတ်ပြီဒီတော့ကျွန်တော်တို့အဖြစ်လုပ်ချင်တယ်ဘယ်နေရာအဲ့လိုလုပ်နိုင်မလဲဥပုံနေဖုန်းပိတ်မယ် social media ကိုရပ်မယ်မိသားစုနဲ့အချိန်တူမယ်အတူတူယူမယ်ကျန်းစာဖတ်မယ်စုတောင်းမယ်ဘယ်နေရာလုပ်ချင်လဲလက်လေးထောင်ပေးပါအောင်ဟိုမှာပုံမှာလက်တစ်ချောင်းဆောင်နဲ့နှစ်ချောင်းသုံးချောင်း၄ချောင်း၅ချောင်း၆ချောင်း9ချောင်း9 10ချောင်း9ချောင်း10ချောင်း11ချောင်းပြင်းတယ်လို့ဒါမျိုးမလုပ်နဲ့နော်အကျော်ဆန့်တယ်လို့နဲ့လက်ထောင်တယ်လို့နဲ့မလုပ်နဲ့နော်ကဲမထောင်သေးတဲ့လူတွေကဒီ blessing မလို့ချင်ဘူးလားဒီကောင်းခြင်းမလို့ချင်ဘူးလားဘုရားကောင်းခြင်းပေးမယ်လို့ပြောထားတာလေထောင်တဲ့လူတွေအားလုံးဘုရားရဲ့နော်အနာယူခြင်းကနေရတဲ့ကောင်းခြင်းမင်္ဂလာရရှိခံစားကြပါစေโอเคဒုတိယတစ်ခုသွားမယ်ကိုးကွယ်ခြင်းခွင့်ရတယ်ဖယားကိုအဲ့ဒီနေ့ကျွန်တော်အနာယူတော့ကိုးကွယ်ရတယ်သူများပြောတတ်တယ်နော်ဖယားကနော်ရက်တပတ်မှာ9ရက်လုံးဖယားကိုးကွယ်လို့ရတယ်တဲ့မှန်လားမလားဖယားကို9ရက်မှာ9ရက်ကိုးကွယ်လို့ရတယ်မှန်လားမလား
မှန်တယ်ဒါဆိုကိုးကွယ်လား no လက်တွေ့မှာမကိုးကွယ်ဘူးတရက်တောင်မှမပေးချင်းနဲ့ပေးကြတာသူများဘာပြောလဲဆိုတော့ဆယ်ဖို့တော့ဖယားကငါပတ်စံနေအကုန်လုံးသူ့အပိုင်မဲ့ဆယ်ဖို့ဖယားအပိုင်တဲ့ပြီးတော့ဆယ်ဖို့တော့မပေးဘူးမမှန်ဘူးတော့အဲ့ဒါစာတန်ကျွန်တော် trick ထားတာဒီနေ့ယုံကြည်သူအစ်စ်တွေလေအထူးသဖြင့်နော်ဟာလေလုယာတိတ်អော်တဲ့လူတွေဆယ်ဖို့ကဖယားအပိုင်တဲ့ဒါပေမဲ့ဆယ်ဖို့တော့မပေးခြင်းဘူးအဲ့ဒါလိန်တာကိုလိန်နေတာအဲ့လိုပဲခုနှစ်ရက်မှခုနှစ်ရက်စလုံးဖယားပိုင်မဲ့အဲ့ဒါဖယားရှိခိုးလို့ရတယ်ရှောက်ပြောပြီးတော့တရက်တောင်မပေးနိုင်ဘူးအဲ့ဒါသူ့ကိုသူလိန်နေတာတိတ်ဝမ်းနေစရာကောင်းတာဒီနေ့ဖယားကကျွန်တော်တို့ကိုခုနှစ်ရက်မှတရက်ကိုလုံးဝနာခိုင်းတာဖြစ်တယ်အဲ့ဒါနားမှဘာလို့ရမလဲဖယားတဲ့သူ့ကိုအေးစစ်စစ်ကိုးကွယ်ခွင့်ရမှာဖြစ်တယ်အဲ့ဒီအတွက်ခွင့်ပေးချင်တာဖြစ်တယ်အာမင်အဲ့ဒီအခွင့်အရေးကိုစာတန်ကတိတ်မနာလို့တာအဲ့ဒါကြောင့်ဒီဥပုပ်ကိုမပြစ်ပြအောင်နော်အပုတ်ချပြီးပြောနေတာဥပုပ်ဆိုလူတွေနားထဲမှာမခံချင်အောင်ပြောနေတာတကယ်တော့ဥပုပ်ဆိုတော့တကယ်ကောင်းကြီးဖြစ်တယ်နားပြီးတော့ဖယားနဲ့အေးစစ်စစ်ဖယားရှိခိုးရမယ်နဲ့အဲ့ဒါကိုနားခါနေတာမဟုတ်ဘူးတကယ် blessing စာတန်ကျွန်တော်တို့ကိုလက်စားနေတာဖြစ်တယ်ဟေရှာ58ကိုကျွန်တော်ကြည့်တဲ့အခါငယ်73ကနေ14ကျွန်တော်ဖတ်ပြပါမယ်နော်တင်ဒီတဲ့ဥပုပ်နေ့ကိုမရှုတ်ချငါသန့်ရှင်းသောနေ့မှာကိုလိုတော့မလိုက်ဥပုပ်နေ့ကိုမွေးလျော်ရာနေ့ထာဝရဘုရားဖို့သန့်ရှင်းသောနေ့ပြီးတော့ယိုသေးဖွယ်သောနေ့ဟူ၍ခေါ်သဖြင့်ကိုအမှုကိုမပြုကိုအလိုတော့မလိုက်ကိုစကားကိုမပြောဘဲနေ၍ထိုနေ့ကိုယိုသေးလင်တင်ဒီထာဝရဘုရား၌ပျော်မွေ့ရလိမ့်မည်တဲ့ဆိုတော့အဲ့ဒီနေ့ကိုယိုသေးဖွယ်ရသောနေ့နော်ပြီးတော့မွေ့လျော်ရာနေ့ဘာမွေ့လျော်ရာကိုပြောတယ်ငါတို့က TV ကြည့်ရင်မွေ့လျော်တယ်အဲ့ဒါကိုပြောလားကျွန်တော်တို့ကိုကာယတတ်မဲ့ချင်းရမွေ့လျော်ရာကိုပြောတာလားမဟုတ်ဘူးဖယား၌မွေ့လျော်တာကိုပြောတာအဲ့ဒီနေ့ဖယားကြောင့်တွားရမယ်ဖယားသားသမီးတွေနဲ့မိတ္တာရဖွဲ့ရမယ်အဲ့ဒီနေ့ပျော်စရာအနေနဲ့တုံးရမှာဖြစ်တယ်အဲ့ဒီအတွက်ဖယားကကျွန်တော်တို့ကိုခေါ်နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကအသွေးသားဖြစ်တဲ့အခါကျတော့လေဖယားကြောင့်တွားပြီးတော့ချမ်းစာဖတ်တာထက်တရားနားထောင်တာထက်လေကျွန်တော် shopping တွားပို့ပြောတယ်မဟုတ်လားမွေ့လျော်ရာနေ့လေတော်တော်ပို့မွေ့လျော်နေပြင်မှာဟုတ်တယ်နော်shopping တွဲပုံမွေးလျော်တယ်လေဖခင်ကမွေးလျော်ရာနေ့အနေနဲ့တုံးရမယ်ဆိုတော့ကို shopping တွဲမကောင်းလားမဟုတ်ဘူးကျွန်တော်တို့အသွေးသားရဲ့မွေးလျော်ရာကိုပြောတာမဟုတ်ဘူးသူ့ရဲ့နှုတ်ကပတ်တော်ထဲ၌မွေးလျော်ရာကိုပြောတာဖြစ်တယ်အဲ့ဒီလိုလုပ်တယ်ဆိုရင်တဲ့သင်ထာဝရဘုရားမှာပျော်မွေ့ရမယ်တဲ့ဒီနေ့ဘုရားเจ้าမှာလာတဲ့လူပျော်ကြလားပျော်တယ်အဲ့လိုမျိုးလားသိပျော်တော့ပဲ Happy Sabbath အဲ့လိုမျိုးလားအားလုံး Happy Sabbath နော်ကျွန်တော်တို့တခါလေမျက်နှာဒီလိုဖြစ်နေတယ်ဘုရားเจ้าလာတာဆရာတရားဟောတယ်နည်းနည်းရှည်တော့မပြီးသေးဘူးလားဟုတ်လားကောင်းကင်မှာလေကျွန်တော်တို့ထာဝရဘုရားစကားနားထောင်ရမှာဒီမှာတနားရီလောက်မထိုင်နိုင်ဘူးဆိုရင်ဘယ်လိုကောင်းကင်မှာပျော်မလဲအခုကလေးကအဆန်းကျွန်တော်တို့လှုပ်ကြည့်နေတာနော်ဒီတော့ဟိုမှာအနှစ်1000နှစ်1000သိန်းတန်းမကနေရမှာဘုရားเจ้าနေတိုင်းကြာမှာဟုတ်တယ်နော်ဒီမှာအခုကြားတာမပျော်ဘူးလား Facebook ပုတ်တာပဲပျော်လားမမောနိုင်ဘူးနော် Facebook ပို့တာကြတော့ဘယ်တော့ Facebook ပုတ်အိမ်သားထဲနဲ့တော့အဲ့ရပေါ်မှာလည်းယူတော့အဲ့ခန်းနဲ့တော့သမင်းဆိုင်လည်းပုတ်ရက်ကိုမရတော့တာအရန်မွေ့လျော်နေရပဲဒီနေ့ဖျားမွေ့လျော်ခိုင်းတာဒီသူရဲ့နှုတ်ကပတ်တော်ထဲမှာဖြစ်တယ်ဆိုတော့တမန်ကျမ်းစာကိုကျွန်တော်မေးတဲ့အခါမှာနော်ဝိပ္ပယကျမ်းခိုင်း23ငယ်3မှာတတမနေ့ရဲ့ဒီငြိမ်ဝတ်စွာနေရသောဥပုပ်နေ့ဓမ္မအစည်းအဝေးခြင်းကိုပြုရသောနေ့ဖြစ်၏တဲ့ဥပုပ်နေ့ဟာဓမ္မအစည်းအဝေးတနည်းအားဖြင့်ဖျားရှိခိုးရမယ်နေ့ဖြစ်တယ်တဲ့တင်တို့နေရအရရက်နဲ့ထာဝရဘုရား၏ဥပုပ်နေ့ဖြစ်တယ်တဲ့ဣသရေလမှာနေတဲ့လူကသူတို့ရဲ့ဥပုပ်နေ့သူတို့စောင့်မယ်ကျွန်တော်တို့ဒီမှာနေတဲ့လူကကျွန်တော်တို့ဥပုပ်ကျွန်တော်တို့ရဲ့နေဝင်ကနေနေဝင်ကျွန်တော်ဒီမှာစောင့်မှာဖြစ်တယ်ဣသရေလတွေကဒီနေ့မစောင့်ဘူးဆိုမြန်မာနိုင်ငံကလူတွေကအခုမစောင့်တော့ဘူးလေသူတို့ဥပုပ်လို့သွားပြီဆိုတော့ငါတို့ဥပုပ်ကမှန်ပါမလားစဉ်းစားစရာမဟုတ်တင်တို့နေရအရရက်မှာဥပုပ်ဆောင်ရမယ်ကျွန်တော်တို့ရှိတဲ့နေရာမှာကျွန်တော်ဥပုပ်ဆောင်ရမှာဖြစ်တယ်တဲ့ဆိုတော့ကျမ်းစာမှာပြောတယ်ဥပုပ်နေ့ဆိုတာဖျားရှိခိုးရနေ့ဓမ္မအစည်းအဝေးပြုလို့ရနေတဲ့လုကာခိုင်းလေးငယ်14မှာထုံးစံတော်ရှိသည့်အတိုင်းဥပုပ်နေ့၌တရားစရတို့ဝင်၍ကျမ်းစာကိုဖတ်ရခြင်းကထတော်မူ၏ယေရှုခရစ်ကဥပုပ်နေ့မှာဘုရားကြောင်းသွားတယ်တဲ့မတ်တရပြီးကျမ်းစာဖတ်တယ်တဲ့ဘာဖြစ်လို့လဲဓမ္မအစည်းအဝေးရနေ့သူပဲတတ်မှတ်ထားတာလေအဲကြောင့်သူလဲသွားတာပေါ့ပေါလုကရော
တမန်တော်တို့ခန်းကြီးစက်ခွန်ငယ်နှစ်မှာဘောလူလည်းထုံးစံရှိတဲ့အတိုင်းတရားစရက်မှာဥပုံနေဖျားသွားရှိခိုးတယ်တဲ့ဘောလူလည်းဖျားရှိခိုးတယ်တဲ့ဒါဆိုရင်တပါးအမျိုးသားတွေရောခရိယန်ဖြစ်လာတဲ့ဂျူးမဟုတ်တဲ့လူတွေရောတမန်တော်တို့ခန်းကြီး73ငယ်40ကနေ44အခန်းကြီး18ငယ်လေးတွေမှာဥပုံနေအစဉ်တိုင်းနော်တပါးလူမျိုးဖြစ်စေဂျူးလူမျိုးဖြစ်စေဖျားချောင်းသွားပြီးတော့တရားစရက်သွားပြီးတော့ဥပုံနေဆောက်ကြတယ်တဲ့ဘာဖြစ်လို့လဲအဲ့ဒီနေ့မှာဖျားကိုဝတ်ပြုကိုးကွယ်ကြအဲ့မှာကောင်းကြီးခံစားဘယ်လိုကောင်းကြီးမျိုးလဲဖျားเจ้าလိုင်းမှာကောင်းကြီးရတယ်တိလားနှုတ်ကပတ်တော်ကောင်းကြီးရတယ်ဒီမှာမလိမ္မာတဲ့လူတွေတချို့ရှိတယ်ဒီကနေဟောပြောလိုက်တဲ့ခါကျတော့တမန်ကျမ်းစာဟောတာဖြစ်တဲ့အတွက်ကြောင့်စိတ်နှလုံးထိခိုက်ပြီးတော့မလိမ္မာလာဘူးလားမထူးပါဘူးလားတပတ်လာလဲမထူးပါဘူးတမန်ပတ်လာလဲမထူးပါဘူးဘရာဇီးမှာတရားဟောဆရာကတရားဟောချက်တစ်ခုကိုတစ်နှစ်လုံးဟောတာတပတ်နှစ်တိကူမှာဒါဟောတယ်နောက်တပတ်လည်းအဲ့ဒါပဲဟောနောက်တပတ်လည်းဒါပဲဟောကြာလာတော့တင်းသူတင်းသားတဲ့အလွတ်တော်ရနေတယ်တင်းသူတင်းသားလာပြီးတော့ဆရာဘာဖြစ်လို့ဒီတရားဟောချက်တစ်ခုကြီးပဲဟောနေရလဲနင်တို့မပြောင်းလဲသေးဘူးနင်တို့ပြောင်းလဲတဲ့ထိငါဟောအောင်ပါတဲ့နင်တို့ပြောင်းလဲတဲ့ဆိုရင်ငါတရားဟောချက်ပြောင်းမယ်တဲ့ကျွန်တော်လည်းတရားဟောချက်ဒီတစ်ခုတည်းပဲပတ်တိုင်ဟောရမှာထင်တယ်အဲ့ဒါမှပြောင်းလဲမှာနောက်ဆိုအမြင်ကတ်နဲ့တရားဟောဆရာလည်းဘာဟောမလဲဆိုတော့တိပိသားဆိုပြီးတော့ဟုတ်ပြီကျွန်တော်တို့ဖျားเจ้าမှာတွားတဲ့အခါဖျားနှုတ်ကပတ်တော်ကြားတဲ့အခါကျွန်တော်တို့စိတ်နှလုံးကိုထိခိုက်ပြီးတော့ကျွန်တော်အသက်တာပြောင်းလဲခွင့်ရအဲ့ဒါ blessing ပဲဖျားရှိခိုးတဲ့ချိန်မှာအဲ့ဒါ blessing ပဲဖြစ်တယ်အဲ့ဒီအသက်ရှင်သောဖျားကိုကိုးကွယ်ရတာက blessing ဖြစ်နေတာဖြစ်တယ်အာမင်ကောင်းကင်မှာလေကောင်းကင်တမန်နဲ့သူတို့မျက်နှာကိုဖုံးပြီးတော့လေပြုံးပြီးတော့ဖျားကိုကိုးကွယ်တာဒီကနေ့ကျွန်တော်တို့အဲ့ဒီဖျားကိုကိုးကွယ်ရတာဘယ်လောက်ကျွန်တော်တို့ကျေးဇူးတော်ခံစားရတယ်ကျွန်တော်တို့တခြားနေ့တွေနဲ့မတူတခြားနေ့ဆိုအလုပ်တွေပြေးရတယ်ဟိုပြေးလိုက်ဒီပြေးလိုက်တနေ့တာလို့ဟုတ်တယ်နော်အလုပ်လုပ်ရတယ်နော်အားလုံးဟုတ်တယ်နော်ဒီနေ့တရက်ပဲရှိတာအေးစစ်စစ်နဲ့တချို့ကတော့အဲ့လိုမျိုးမမြင်ဘူးဟာငါတရက်ပဲနားရတာအိတ်လိုက်အောင်မယ်တဲ့ဟာမိုးလင်းပေါက်ကိုအိတ်တာတနေကုန်အိတ်တာဖယားကမသိရင်တော့ကျမ်းစာထဲမှာဥပုံနေ့တိုင်းအိတ်ပါလို့ပြောတယ်လို့ပါလို့ပဲငါအနားယူနေတာဆိုပဲကျမ်းစာနားခိုင်းတာအဲ့လိုပုံစံမျိုးနဲ့ပူဆိုးပက်ဆက်အိတ်ခိုင်းတာမဟုတ်ဘူးဖယားပြောတဲ့အနားယူခြင်းဆိုသူ့၌မွေ့လျော်ခြင်းကိုပြောတာဖြစ်တယ်။ယောဟန်ခန်းကြီးလေးငယ်23 24မှာဖယားကိုကိုးကွယ်တော်သူနာဝိညာဉ်နဲ့၎င်းသစ္စာတရားနဲ့၎င်းကိုးကွယ်ရမယ်တဲ့။နာဝိညာဉ်ဆိုတာစိတ်ပါပြီးတော့ကိုးကွယ်ရမယ်တဲ့။သစ္စာတရားနဲ့ပြောဆိုအမှန်တရားနဲ့ကိုးကွယ်ရမယ်တဲ့။ဒီနေ့ဥပုသ်နေ့ဆောင်တဲ့လူတွေကလေစိတ်မပါလာကြဘူး။ညာသောအဖြစ်ဖယားရှိခိုးတာလေတချင်းဆိုလည်းမပြောအားရပါရလည်းမချင်းဟုတ်ဒီပတိပါဒီအဖြစ်ပဲဆိုသွားကြတယ်။ပြီးရင်ဖျားเจ้าပြန်ဖို့ပဲချောင်းနေတာဖျားเจ้าလာတာပြန်ဖို့မဟုတ်ဘူးဖျားကိုကိုးကွယ်ဖို့လာတာမဟုတ်ဘူးလားအားရဖားရကိုးကွယ်ဖို့လာကြတာအဲ့ဒါကိုမေ့ပြီးတော့ဖျားเจ้าလာပြီးမသိတော့လာနာမည်စင်းလာတွင်းတာကြတယ်ပဲအလုတ်ထဲမှာဝင်ပြီးတော့အလုတ်နာမည်လက်မလာထိုးပြီးတော့ပြန်သွားဖို့ကျွန်တော်ရှိပါတယ်ကျွန်မရှိပါတယ်ဆိုပြီးပြန်သွားဖို့လာပြီးပြန်ဖို့ပဲချောင်းတာဖြစ်နေနောက်ဆုံးမှထိုင်ပြီးတော့လူကြည့်ပြီးတော့ဆူတောင်းပြီးဆိုလစ်သွားရောမပြီးသေးဘူးသူကပြန်ချင်းနေပြီထားတယ်ပြန်နည်းနည်းရှည်လာပြီဆိုတရားဟောဆရာနည်းနည်းတရားဟောဆရာခွန်အားရလေသူလည်းပြန်ဖို့ခွန်အားရလေပဲခွန်အားရတာချင်းတော့မတူဘူးအပေါ်ကလူကတော့သူများခွန်အားရမရမသိဘူးဘောင်အာရင်တန်ပြီးဟောအနောက်ကလူတော့ပြန်ဖို့ခွန်အားရနေတာအဲ့လိုမဖြစ်ရဘူးလေဖះเจ้าမှာဖះရှိခိုးဖို့ကျွန်တော်လာတာအသက်ရှင်သောဖះကိုကိုးကွယ်ခွင့်ရတာကျွန်တော်စိတ်နှလုံးနဲ့ဖះရှိခိုးရမှာဖြစ်တယ်သမာတရားလည်းလိုတယ်တဲ့နော်နောက်တစ်ခုကဥပုံနေ့ကျွန်တော်တို့ပျော်ရွှင်ရတယ်မွေ့လျော်ရတယ်ကျွန်တော်ဆိုဒီမှာတင်းသူတင်းသားတွေနဲ့ပျော်ရတဲ့တွေ့ရတဲ့နေ့ကျွန်တော်ပျော်ဆုံးနေ့ပဲတယောက်နဲ့တယောက်တွေ့ရတဲ့စကားတွေပြောကြတယ်ဥပုံနေ့လည်းကုန်သွားရောနောက်ဥပုံနေ့ကိုမျောပြန်ရောကျွန်တော်ငယ်ငယ်ကလေးကအပျော်ဆုံးနေ့ကတောက်ကြနေ့ဥပုံနေ့ထက်တောင်ပျော်သလားလို့စဉ်းစားမိတာဘာလို့ဆိုတော့ကြောင်းသက်တာနေ့တစ်ဝက်ပဲကြောင်းသက်ရတယ်နေ့တစ်ဝက်ကကြောင်းပိတ်ပြီအဲ့ဒါလည်းပျော်တယ်အဲ့ဒီနေ့ကျွန်တော်အဝတ်စားတွေရှိတဲ့ဟာလေးတွေလျှော်တယ်လမ်းတယ်ထားတယ်ပြင်ဆင်တယ်နော်အဲ့ဒါပျော်တယ်ကျွန်တော်မှရှိတဲ့စင်ကြယ်ဖဏလေးတရံရှိတာကိုအပြာရောင်အပေါ်ကကြိုးကအပြာရောင်စင်ကြယ်အဖြူပေါ့နော်အဲ့ဒါလေးကိုတေချာ brush လိုက်တာနောက်ဆုံးပါသလားအဲ့ဒီဖဏကလည်းတော်တော်ခိုင်တယ်ဥပုံနေ့ဆိုတေချာပြင်ရတယ်အဲ့ဒီနေ့ကိုအရန်ပျော်တာဥပုံနေ့လည်းရောက်လာရောတကယ်ချင်းတွေနဲ့တွေ့ရတယ်တချင်းတွေဆိုရတယ်ပုံပြင်တွေကြားရတယ်ကျွန်တော်တိတ်ပျော်တယ်ငယ်ငယ်တုန်းကအခုထိကျွန်တော်ပျော်တယ်ကျွန်တော်တို့အားလုံးပျော်စေခြင်းနဲ့ဥပုံနေ့ရောက်ရင်နော်ပျော်စေခြင်းနဲ့ဥပုံနေ့မှာအပျော်ဆုံးပဲဘာဖြစ်လို့ကျွန်တော်တို့ကတခြားနေ့တွေဆိုရင်တော့ဥမာဒေါ်ဒေးမှုဆိုရင်အိမ်မှာတယောက်တည်းတနေကုန်နေရမှာပြင်းစရာဥ
ဥပုံနဲ့ရောက်တော့တငယ်ချင်းတွေအကုန်လုံးနဲ့တွေ့ရတာဘလောက်ပျော်စရာကောင်းလဲနော်ဆိုတော့ကျွန်တော်တို့ဥပုံနဲ့ဟာတငယ်ချင်းတွေနဲ့ပျော်ရတဲ့နေ့ကျွန်တော်တို့နောက်တစ်ခုရှိသေးတယ်ခုနအကျမ်းချက်ထဲမှာဟေရှာအခန်းကြီး58ထဲမှာအဘယာကုပ်၏အမွေဥစ္စာနဲ့ငါကျွေးမယ်လို့ပြောတယ်ဥပုံနဲ့စောင့်ခြင်းကအဲ့ဒီသူ့ကိုကိုးကွယ်ခြင်းကနေရရှိလာတဲ့ကောင်းကြီးထဲမှာအမွေခံရတယ်တဲ့ဘာအမွေလဲဆိုတော့ကဲတင်ခြင်းအမွေလဲဟုတ်တယ်မြေကြီးမှာဖယားရဲ့ကောင်းကြီးအမွေလဲဟုတ်တယ်ဣတိလနဲ့အမွေခံရတယ်နော်သူတို့ကောင်းကြီးခံစားရတယ်မြေကြီးမှာတွေ့တာသိတာတယ်ဒါပေမဲ့ယေရှုမရတဲ့အတွက်ကြောင့်ကယ်တင်ခြင်းရဖို့တော့လမ်းမရှိဘူးကျွန်တော်တို့ယေရှုရတဲ့လူအဲ့ဒီအမွေလဲရတဲ့လူတွေဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်ကယ်တင်ခြင်းလဲရအောင်မယ်မြေကြီးပေါ်မှာလဲကောင်းစားခွင့်ရတာဖြစ်တယ်နောက်တစ်ခုပြောအောင်မယ်ဒီနေ့ကျွန်တော်ဖျားရှိခိုးတာလေကျွန်တော်တို့ကတကယ်ဖျားမမြင်ရဘူးဟုတ်တယ်မလားဒါပေမဲ့တကယ်ဖျားမြင်ရတဲ့တနေ့ရောက်လာအောင်မယ်ဟောအဲ့ဒီနေ့ကျတော့တကယ်ပဲဖျားကရှေ့မှာထိုင်မယ်ဒါမှမဟုတ်မတ်တက်ရမယ်ကျွန်တော်တို့အားလုံးသူ့ရှေ့မှာကျဲဝပြီးတော့ကိုးကွယ်မယ်အဲ့ဒီနေ့တနေ့ရောက်လာအောင်ပါဒါပေမဲ့အဲ့ဒီနေ့ဘယ်နေ့လဲတိလားဟေရှာအခန်းကြီး66အငယ်23ကိုကျွန်တော်ဖတ်ပြမယ်20နှစ်မှာပြောဆိုငါဖန်ဆင်းလက်တော့ကောင်းကင်တဲ့မြေကြီးတစ်မှာလူတော်ဝါအပေါင်းတို့ကဒီလိုလုပ်မယ်တဲ့အခန်းငယ်23မှာလူတော်ဝါအပေါင်းတို့ဒီတဲ့ငါရှေ့မှာကိုးကွယ်ခြင်းကလာစမ်းနဲ့ဥပုံနဲ့အစဉ်တိုင်းလာချလိုက်ပြီတဲ့အိုးကောင်းကင်တစ်မှာလဲလေကောင်းကင်တဲ့မြေကြီးတစ်မှာလဲဥပုံနဲ့အတိုင်းဖယားကိုသွားကိုးကွယ်ရမှာဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဥပုံနဲ့မှာဖယားကိုးကွယ်ခြင်းဟာကောင်းကင်ရဲ့အရာတာကိုအမြင်ဆန်းကြည့်တာဖြစ်တယ်အမြင်လည်းကောင်းတယ်မဟုတ်လားကျွန်တော်မန်းလေးသွားပြီဆိုရင်မန်းလေးမှာထိုးမုတ်ဆိုင်ရှိတယ်ဆိုင်တန်းကြီးရှိပဲမန်းလေးစေးရောက်ဘူးလားကြားမယ်နေရောက်ဘူးလဲအော်ဆရာဦးဟန်တာရောက်ပဲအမအော်တော်လေးမို့โอเคရောက်တာနဲတယ်နော်ဟောဘာတွေ့ရလဲထိုးမုတ်တွေအမြင်မပြေဘူးလားဟာရှယ်ပဲထိုးမုတ်အမြင်ပေးတာတော့တလန်းလုံးတော့သူတို့ခွက်လေးနဲ့ထားတယ်ဒုတ်ချောင်းလေးနဲ့အားစားတယ်ဒီမှာတခုနည်းနည်းစားတယ်မဝယ်ဘူးနော်သွားစားတာသမင်တကာကိုစားတာတခုပြီးတခုဆိုင်ပြီးတခုပြီးတခုစားတာဟိုဖက်စွန်းရောက်ပြီဆိုဘိုင်ရဝါနေတော့ထိုးမဝယ်စရာမလိုတော့ငငယ်တော့ကသွားတယ်ဆိုတော့လေရှက်လည်းမရှက်ဘူးအားလည်းမနာဘူးနော်ထိုးမစားရတယ်လို့ပဲဒီနေ့ကျွန်တော်တို့ကောင်းကင်ရဲ့အရာတာအခုလည်းမြင်နေတာဖြစ်တယ်အာမင်ဘာမှတော့မထူးခြားဘူးအထုံနဲ့ဝယ်တာဒီနော်စားလို့ကောင်းပါတယ်ဒါပေမဲ့လှီးထားပြီးတော့နည်းနည်းလေးတွေပေးထားတာလဲဒါထိုးမပဲမဟုတ်ဘူးလားအဲ့ဒီအမြဲကိုစားပြီးတော့ဒီကနေ့ကျွန်တော်အားလုံးကအမြဲစားနေရတာကောင်းကင်ရဲ့အရာတာကြိုမြည်ထားတာကောင်းကင်တင်တဲ့မြေကြီးတစ်မှာဟေရှာ66:23မှာဥပုံနဲ့တိုင်းလာကြမယ်တဲ့တခြားနေမလာဘူးနော်တကယ်ဆိုရင်ကောင်းကင်မှာ9ရက်သွားကိုကွယ်လို့မရဘူးလားရတာဗောအဲ့မှာတကယ်တော့ကျွန်တော်တို့မှာနော်တကယ်ဖျားရှိမှာဆိုတော့ကျွန်တော်တို့နေ့တိုင်းကိုကွယ်လို့ရဒါပေမဲ့ဖျားကနေ့တိုင်းမကိုကွယ်ခိုင်းဘူးသူ့ကိုဥပုံနေ့တိုင်းပဲလာကိုကွယ်တဲ့ဂျန်တဲ့နေ့မှာကျွန်တော်တို့ခရီးတွေသွားကြမှာစူဆိုင်လေ့လာရေးခရီးတွေသွားကြမှာနေအကြောင်းတို့လအကြောင်းတို့ဂျူပီတာအကြောင်းတို့ကမ္ဘာမှာကျွန်တော်တို့တွေ့ဘူးတဲ့နေဘူးလကျယ်တို့ဘာတို့ကျွန်တော်လေ့လာစရာအများကြီးရှိတယ်အကုန်လုံးကျွန်တော်တို့လေ့လာရေးခရီးသွားကြမှာဥပုံနဲ့ရောက်ပြီဆိုရင်ဥပုံနဲ့ရောက်ပြီပြန်သွားမယ်ဖယားစီမှာသွားပြီးတော့ကိုးကွယ်ဖို့ပြန်သွားကြမှာဖြစ်တယ်အဲ့ဒါအခုကလေးကျွန်တော်တို့ဥပုံနဲ့အမြင်ဖြစ်တယ်လို့ကျွန်တော်ပြောပြချင်တယ်တတိယတစ်ခုသွားမယ်တတိယတစ်ခုကတော့မိသားစုကောင်းကြီးခံစားရတယ်တဲ့ကဲအမေလည်းဥပုံနဲ့အလုံးမလုပ်ဘူးအဖေလည်းဥပုံနဲ့အလုံးမလုပ်ဘူးတားတွေလည်းအလုံးမလုပ်ဘူးဒီတော့ဘာဖြစ်သွားလဲဥပုံနဲ့အကုန်လုံးမဆုံဘူးလားဒီနိုင်ငံမှာတချို့မိသားစုတွေဆိုရင်မနဲ့မိုးနေတာနဲ့အဖေကရောက်လာရောညဆိုင်လောက်တာလေအမေကဟယ်လိုဆိုပြီးထွက်သွားရောဟာနေအောင်စလုံးကတယောက်ကဝင်တယောက်ကထွက်တပတ်လုံးလို့လုပ်တယ်တချို့ဆိုရင်တပတ်မကောက်တသက်လုံးလို့လုပ်လာတာကွဲရောတခါမှမတွေ့ရတော့လေသူ့မိမမတ်တော့မမမိတော့အော်ငါတို့တွေ့ဘူးလို့ပဲအိမ်ရှိမှတွေ့ရလို့ပဲ blessing မဖြစ်ဘူးဒါပေမဲ့ဖယားကဥပုံနဲ့နားခိုင်းတဲ့အတွက်ကြောင့်အဖေလည်းနားတယ်အမေလည်းနားတယ်သားသမီးတွေလည်းဥပုံနဲ့နားတော့အကုန်လုံးဥပုံနဲ့မဆုံလားဆုံကြတယ်အဲ့ဒါ blessing အဲ့ကြောင့်ဥပုံနဲ့ကိုကျွန်တော်တို့အရေးတယူလို့ရမှာဖြစ်တယ်ဒါကျွန်တော်မိသားစုအချိန်ပဲဒါဖယားကကျွန်တော်တို့အတွက်စီမံထားပြီးသားရှေးမစွာကြတဲ့အပြစ်မဝင်ခင်ကြတဲ့စီမံထားပြီးသားအဲ့ဒီတော့ကျွန်တော်တို့သားသမီးတွေနဲ့အချိန်ယူရမှာဖြစ်တယ်အချိန်ယူရမယ့်ပြင်ကျွန်တော်တခုပြောပြမယ်ခင်ဗျားတို့ကလေးတွေကိုကောင်းကြီးရစေချင်ဒီစာရွက်မရတဲ့လူရှိလားမသိဘူးကျွန်တော်ရဲ့ outline မရတဲ့လူရှိရင်ပြောပါကျွန်တော်တို့မှာ3ရွက်ပို့သေးတယ်
အဲ့ဒီထဲမှာကျွန်တော်၃ခုပြောပြမယ်တစ်ခုဂျူးလူမျိုးတွေဒီနေ့အထိဘာဖြစ်လို့ကောင်းကြီးကိုလက်ဆင့်ကမ်းနိုင်ရတာလဲမိကွန်းသူများထုတ်တယ်ဘာဖြစ်လို့သူတို့သားသမီးတွေတမူထူးကြပြီးကောင်းကြီးခံစားနေရသူများလေ့လာတဲ့အခါကျတော့သူတို့ကစီးပွားရေးပညာတွေတခြား survivor skill လို့ခေါ်တယ်မီးပြတ်သွားရင်ဘယ်လိုသက်ရှင်မလဲအစားပြတ်သွားရင်ဘယ်လိုသက်ရှင်မလဲစတဲ့ဟာတွေသူတို့ဂျူးတွေကတင်ပေးလို့ရှိတယ်ပြီးတော့လက်မှုပညာတစ်ခုဆိုစီတော့တင်ပေးတယ်ဒါပေမဲ့အဲ့ဒီထဲမှာထူးခြားဆုံးတစ်ခုရှိတယ်ဂျူးတွေကသူတို့သားသမီးတွေကိုတောက်ကြနေဝင်ပြီဆိုရင်ကောင်းကြီးပေးလို့ရှိတယ်တဲ့ဝေါသားသမီးတွေကိုကောင်းကြီးပေးတဲ့အတွက်ကြောင့်ကောင်းကြီးသားသမီးတွေခေါင်းပေါ်မှာလက်တင်ပြီးတော့ကောင်းကြီးပေးတဲ့အတွက်ကြောင့်အဲ့ဒီအမွေကိုနော်ယာစုနှစ်များစွာသူတို့ဆက်ပြီးတော့ခံစားရတယ်တဲ့ဒီကနေ့ဒီမှာရှိတဲ့အမိဘတွေသားသမီးရှိရင်လေတောက်ကြနေညဟာတင်တို့သားသမီးကိုအထူးကောင်းကြီးပေးရမယ်နေ့ဖြစ်တယ်ပြီးတော့အဝေးရောက်နေတဲ့သားသမီးတွေဖုံးဆက်ပြီးတော့ကောင်းကြီးပေးပါဟုတ်ပြီလားကျွန်တော်သားတွေနှစ်ယောက်စလုံးကောင်းကြီးပေးတယ်သူတို့နှစ်ယောက်ကယာကုပ်ရဲ့ကောင်းကြီးပေးတဲ့ Ephraim နဲ့ Manasseh ကိုကောင်းကြီးပေးထားတာသိတယ်ယာကုပ်ကသူ့လက်ကို cross လုပ်လိုက်တာကိုပြောင်းပြန်လုပ်လိုက်တာကိုဆိုတော့လက်မှာနေချင်ကြတယ်နှစ်ယောက်စလုံးကတားငယ်ကလက်နဲ့လက်ဝဲလက်ကိုတိတ်မကွဲတဲ့အတွက်ကြောင့် तू ကလက်ဝဲဖက်မှာနေရင် right left ဆိုပြီးတော့ယင်နေ तू ကလက်ကိုလိုချင်တာတားငယ်ကလည်းဒါကြီးကလည်း तू ကပြုံးစီစီနဲ့ तू ကလက်ဖက်ရောက်နေတဲ့ခါကျတော့ तू ကပျော်နေတယ်ကျွန်တော်နေ့တိုင်းသူတို့နေရာကိုခေါင်းပေါ်မှာကောင်းကြီးပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဥပုံနဲ့တခြားနေ့နဲ့မတူဘူးနော်ကောင်းကြီးရှိတယ်အာမင်မယုံရင်ကျမ်းစာဖတ်ကြည့်ကပောက်ကျမ်းခန်းကြီးနဲ့ငယ်တစ်ကနေ3ကိုဖတ်ကြည့်အဲ့ဒီနေ့ကောင်းကြီးရှိတာတခြားနေ့အဲ့လိုမပေးထားဘူးကျမ်းစာကအဲ့ဒီနေ့ကိုသူတမှုထူချာ3ခုပေးထားတယ်ဘုရားသခင်ကိုယ်တိုင်နားတယ်တဲ့ကောင်းကြီးပေးတယ်တဲ့တန့်ရှင်းစေတယ်တဲ့အဲ့ဒီနေ့ကတန့်ရှင်းတယ်တခြားနေ့နဲ့မတူဘူးအဲ့ဒါကြောင့်ကျွန်တော်တန့်ရှင်းတဲ့ຢာတွေနားထောင်ရမှာတန့်ရှင်းတဲ့ຢာတွေစကားပြောရမှာတန့်ရှင်းတဲ့ဟာတွေပဲချီရမှာဆိုတော့ဘုရားအဲ့ဒီနေ့ကောင်းကြီးပေးတာဖြစ်တယ်အဲ့ဒီကောင်းကြီးကျွန်တော်မိသားစုထဲမှာကျွန်တော်တို့တကားဖွင့်ထားရင်မဝင်လာဘူးလားဝင်လာတယ်ကျွန်တော်တို့အလုပ်တွေဘာတွေသွားကြရင်အဲ့ဒီကောင်းကြီးဝင်လာမယ်ထင်လားကောင်းကင်တမန်ကကျွန်တော်ဦးလေးခဏပြောတယ်နင်တို့ကတဲ့ဘုရားစကားနားမထောင်တဲ့ခါကောင်းကင်တမန်ကကောင်းကြီးပေးတဲ့ခွက်လေးနဲ့လာတယ်တဲ့နင်တို့အိမ်ရှိရောက်တဲ့ခါကျနင်တို့ကစကားများနေကြတာတွေ့တဲ့ခါကျတော့ကောင်းကင်တမန်ခေါင်းငုံပြီးတော့အဲ့ဒီခွက်နဲ့ပြန်သွားတယ်တဲ့နင်တို့ကောင်းကြီးမပေးလိုက်ဘူးတဲ့ကျွန်တော်တို့အိမ်ကိုလေကောင်းကင်တမန်ကကောင်းကြီးပေးဖို့ကောင်းကြီးနဲ့လာနေတာအဲ့ဒီအချိန်မှာကျွန်တော်ကြည့်လိုက်တော့တယောက်ကအလုပ်ဆင်းနေတာတယောက်ကလည်းဖုန်းကစားနေရောတယောက်ကလည်းလောကီအကြောင်းကြည့်နေတာဟာသူကောင်းကြီးသူပြန်တည်သွားရတယ်တဲ့ဘလောက်ဝမ်းနည်းစရာကောင်းလဲဖခင်ကငကိုကလေးကပြင်ထားပြီးသားပေးထားပြီးသားရှိထားပြီးသားကျွန်တော်တို့ကအဲ့ဒါကိုလက်ခံယုံပဲရှိတဲ့ဟာမလက်ခံခြင်းမှုကျွန်တော်တို့ပိတ်ကြတာကောင်းကြီးကိုပိတ်တာတကယ်တော့ကျွန်တော်ကောင်းကြီးပိတ်တဲ့လူတွေခက်ကိုပိတ်တာအလုပ်ဆင်းပြီးတော့ပိတ်တာကျွန်တော်တို့အဲ့ဒါကိုရှောက်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်မိသားစုဇနီးကိုဘယ်လိုကောင်းကြီးပေးရမလဲနော်ဇနီးပေါ်မှာကောင်းတင်ခြင်းဖြစ်စေဒါမှမဟုတ်ရဲ့လူသူ့လက်ကိုကြိုက်ထားခြင်းဖြစ်စေတုတ်တန်37ငယ်30နဲ့37ကိုဖတ်လို့ရှိတယ်နောက်တစ်ခုကတော့ခင်ဘူးကိုဇနီးကသူ့ယောက်ျားကိုကောင်းကြီးပြန်ပေးရင်ဆာလံ132အငယ်1ကနေ9ကိုဖတ်တယ်အဲ့လိုနီးအဖြစ်ဂျူးတွေကသူတို့ဇနီးကိုကောင်းကြီးပေးတယ်ပြီးတော့ဂျူးယောက်ျားတွေကတောက်ကြနေဝင်ပြီဆိုရင်သူ့မိန်းမကိုအထူးပြောလို့ရှိတယ်အဲ့ဒီစကားကဘာလဲဆိုတော့ငါနင်းကိုသိချစ်တယ်မိန်းမတွေကတော့အဲ့ဒါကြားအချင်းဆုံးပဲကျွန်တော်ဒီမှာရှိတဲ့အမေတွေလက်တော့မထောင်ခိုင်းတော့ခဏကြားရလားအဲ့ဒီစကားကိုကြားရလားဟိုမှာ तू ကြားရတယ်ဥက္ကတော့ကွက်တီပဲ तू လက်လာထောင်းတယ် तू ကြားရတယ်တဲ့ तू ဇနီးက तू ကိုပြောတာစားတာဟုတ်ပြီကျွန်တော်တို့ကြားရလားမိန်းကလေးတွေအဲ့ဒီစကားကိုကြားချင်တာငါမပြောလဲ तू သိပါတယ်ဆိုပြီးမပြောနဲ့ तू သိတယ်ဒါပေမဲ့ तू ကြားချင်တာမိန်းကလေးတွေကအဲ့ဒါဂျူးတွေကသိတယ်အဲ့ဒါကြောင့်တောက်ကြနေဝင်ပြီဆိုရင် तू ဇနီးကိုငါနင်းကိုချစ်တယ်နင်းကိုငါအိမ်ထောင်ဖက်အနေနဲ့ယူရတာဖျားကောင်းကြီးငါခံစားရတယ်သူတို့ပြောတယ်အဲ့ဒီဟာတဲ့ချိုရိန်နဲ့နေပဲရှိတော့မလဲအဲ့ဒါကြောင့်ဂျူးမျိုးသမီးတွေဘာဖြစ်လဲစနေနေ့ရောက်ချင်တာဥပုံနေ့ရောက်ချင်တာဘာဖြစ်လို့လဲ तू ကြားရတော့မယ်လေ तू ကြားချင်တဲ့စကားကိုဟုတ်တယ်မလား तू ယောက်ျားစီအဖိုးတန်ဆုံးသောစကားငါနင့်ကိုချစ်တယ်ဆိုတဲ့စကားကိုတောက်ကြညမှာရှားရမှာဥပုံနေ့မြန်ရောက်စေချင်နေတာဥပုံနေ့ကိုတအားလိုချင်တာဘာဖြစ်လို့လဲအဲ့ဒီနေ့ तू ယောက်ျားစီကနေ तू ယောက်ျားတခြားနေ့တွေအလုပ်ရလုပ်တယ်ဂျူးတွေကအလုပ်တကားလုပ်တာကစီလေးနဲ့တယ်ဟိုလောဘလည်းကြီးတယ်ဂျူးတွေကအဲ့မဲ့သူတို့ဥပုံနေကြတော့ကောင်းမွန်နားတဲ့အတွက်ကြောင့်
သူ့မိန်းမသူ့ကလေးတွေအဲ့ဒီနေ့သူ့ဖေစီကအချိန်လဲရတယ်အာယုံပေးမှုလဲရတယ်အဲ့ဒါကိုမိန်းမတအားလိုချင်တာအဲ့လိုပဲမိန်းမလည်းယောက်ျားကိုပြုတဲ့အတွက်ကြောင့်မိသားစုကောင်းကြီးခံစားရနေဖြစ်တယ်ဒီတော့ဒီဟာတွေကတီးလို့မဖြစ်ဘူးနော်လှုပ်ရမှာမလှုပ်တဲ့ရွေးတော့ခမတီးဘလောက်ပဲဆဲခါပြန်တီး blessing ကမလားကောင်းကြီးကမလားလုံးမခမမိသားစုမှာဒီနေ့လှုပ်ရင်ဒီနေ့အဲ့ဒီကောင်းကြီးရောက်တယ်အာမင်ကောင်းကြီးနောက်မှရောက်တာမဟုတ်လှုပ်လိုက်တာနဲ့ကိုရနေတာဖြစ်တယ်ဆိုတော့မိသားစုမှာအဖေတွေကဩဇာမရှိဘူးဆိုတော့မရှိဘူးလားတချို့အိမ်မှာရှိတတ်လားအဖေတွေမှာဩဇာမရှိဘူးအမေတွေမှာသားသမီးပေါ်မှာဩဇာမရှိဘူးသားသမီးတွေအဖေမေစကားနားမထောင်ဘူးမရှိဘူးလားဘာကြောက်လဲတဲ့လားအိမ်မှာအဖေကအဖေနေရာယူပြီးတော့ကောင်းကြီးပေးတာမျိုးမလုပ်လို့ယူပါအဲ့ဒီနေရာယူပါအဲ့ဒါဆိုဖယားကတင့်ကိုကောင်းကြီးပေးမယ်သားသမီးလည်းတင့်ကိုယူပေးမှာဖြစ်တယ်ဘာဖြစ်လို့လဲသူတို့သိမယ်ကောင်းကြီးဆိုတာအဖေမေစီကနေလာတာပဲဖယားစီကနေလာတာပဲဆိုတာသူတို့ဥပုံနဲ့ရောက်တိုင်းတတိယမှာဖြစ်တယ်အဝေးရောက်နေပေမဲ့အဖေရဲ့ဥပုံနဲ့ရောက်ပြီးတားကိုကောင်းကြီးပေးပါအောင်သမီးကိုကောင်းကြီးပေးပါအောင်လို့ဖုံးဆက်လာလိမ့်မယ်ခမည်းရဲ့လက်ထဲမှာခမည်းရဲ့ပါဇက်ထဲမှာအဲ့ဒီကောင်းကြီးရှိနေရတာနဲ့ဥပုံနဲ့မှာဒါပေမဲ့တင်မလုပ်ဘူးဆိုရင်တော့တင်ဝမ်းနဲ့ဆရာတင်ပြဖြစ်လိုက်မယ်ဒီတော့မိသားစုပျော်ရွှင်တဲ့မိသားစုဖြစ်ဖို့အတွက်ဘာလို့ရမလဲဆိုတော့မိသားစုကဥပုံနဲ့ကိုကောင်းကောင်းမွန်မွန်အသုံးပြုလို့ရမှာနံပါတ်၄သွားမယ်ဒန်းတူညီရမှုဖြစ်ခြင်းလူလောကကြီးကိုကြီးလိုက်လူတွေအကုန်လုံးဒန်းတူမရွှေ့ဘူးအထူးသဖြင့်နိုင်ငံရေးလောကအရာမှာရှိမယ်ဆိုရင်လူတွေဒန်းတူလုံးဝမဖြစ်ဘူးစာတော်တဲ့လူနဲ့စာမတော်တဲ့လူကြောင်းခန်းတခန်းထဲမှာဒန်းတူမဖြစ်ဘူးကြောင်းခန်းထဲမှာကျွန်တော်ဇနီးခဏပြောမှုတဲ့ချမ်းသာတဲ့လူနဲ့မချမ်းသာတဲ့လူဒန်းတူမဖြစ်ဘူးသူတို့အတင်းတော်ထဲမှာလည်းမဖြစ်ဘူးဟုတ်တယ်နော်နည်းနည်းပတ်စံရှိတဲ့မိသားစုတွေဆိုရင်မျက်နှာတာခံရတယ်ပါစတာတွေကိုယ်တိုင်ကသူတို့မျက်နှာတာပို့ပေးတယ်လို့ပြောကြတယ်ကျွန်တော်တို့ခင်ဗျားတို့အားလုံးကိုမျက်နှာတာမပေးပါဘူးနော်တူတူတော့ပဲထင်တယ်ကျွန်တော်တို့တူတူပဲပေးတယ်လို့ကျွန်တော်ကိုကျွန်တော်ခံစားတာပေါ့နော်ခင်ဗျားတို့ကတော့မမြင်ဘူးဆိုတော့လားတမျိုးပေါ့ကျွန်တော်တို့ဘယ်သူမှမခွဲဘူးလို့တော့ကျွန်တော်ခံစားတာပေါ့နော်ဟောစင်းရဲဒီဖြစ်စေချမ်းသာရဆိုကျွန်တော်မျက်စိထဲမှာအကုန်လုံးကိုဖျားဖန်ဆင်းတာကျွန်တော်မြင်ဒါပေမဲ့အဲ့လိုမျိုးလူတိုင်းအဲ့လိုမျိုးမဟုတ်ဘူးလူတွေကအဲ့လိုအဆင့်တန်းကွဲတဲ့နေရာမှာဥပုံနေရောက်လာတဲ့အခါမှာအထူးသဖြင့်သူတို့ခက်တုံးကဆိုရင်တော့တင်းတို့ရဲ့ကျွန်ယောက်ျားကျွန်မိန်းမအဲ့ဒီနေ့အလုံးမလို့ရဘူးတဲ့။ဘာဖြစ်သွားလဲတိလားဟေရှာ58ကိုဖတ်ကြည့်ဥပုံကိုဘယ်လိုစောင့်ရမလဲဆိုဟေရှာ58မှာစောင့်ရေးထားတယ်။သူတို့ဘာလုပ်လဲဆိုတော့ဥပုံနေမှာလေသူတို့ကအစာရှောင်ခြင်းတဲ့အတွက်ကြောင့်လေသူတို့အလုံးမျိုးစုံကိုသူတို့ရဲ့ကျွန်တွေကိုတကုံခိုင်းတာဥပုံနေမှာအဲ့ဒါဖျားမကြိုက်ဘူး။နေတော့ကြတော့ဥပုံနေဆောင်ခြင်းလို့အစာရှောင်ခြင်းလို့နေတော့ကြတော့နေတယ်နေတော့ဂျုံနေကြတော့အလို့တကုံခိုင်းတယ်နေတော့နှဆအတော့အလုပ်တွေခိုင်းကြတယ်မကောင်းဘူးတာမျိုးမလုပ်နဲ့သူတို့လည်းငါသားသမီးပဲလို့ဖခင်ပြောချင်တာဖြစ်တယ်ဒီတော့နော်ချမ်းသာသူစင်ရဲသူအလုပ်ရှင်နဲ့အလုပ်သမားဂျုံနဲ့တခင်ဖခင်ရှိမှမရှိဘူးအားလုံးကဖခင်ကသူ့တရားနဲ့ညီဖန်ဆင်းထားတာဖြစ်တယ်အဲ့တို့ကြောင့်ဥပုံနေဆိုတာဘာဖြစ်လို့ကောင်းကြီးဖြစ်တယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့အားလုံးကညီစုညီမျှဖြစ်တယ်ဒီတော့ဒီနေ့ကျွန်တော်တို့ဘုရားကျောင်းကလေအယံ blessing ပဲအရှိမဆိုဆရာပဲထိုင်ရမယ်ဆိုမရှိဘူးဟုတ်တယ်နော်အနောက်ဆုံးမှာပဲလူကြတာအနောက်ဆုံးပဲနောက်ပိုင်းပဲကြိုက်ကြတယ်ကျွန်တော်တယောက်နှစ်ယောက်လောက်တော့တွေ့တယ်တချို့ကအရှိပိုင်းမှာလာကြတာကျွန်တော်တွေ့တယ်ကောင်းတယ် blessing ပဲဒါပေမဲ့တချို့တော့ဘုရားကျောင်းတွေမှာကျွန်တော်အရှိမဆရာတွေပဲထိုင်ရမယ်အနောက်မှာပဲတင်သားထိုင်ရမယ်ကျွန်တော်ထင်တာတော့ဆရာတွေကိုပစားတယ်လို့နဲ့ဆရာတွေကိုသူများမထိုင်ခြင်းနဲ့ထိုင်ကုန်ပေးတာလည်းဖြစ်နိုင်ပါတယ် psychology ရပါတော့သူများအရှိခုံမထိုင်ခြင်းကြဘူးလူတွေကတခုခုခိုင်းမှကြောက်လို့လားပါလားတော့မသိဘူးသူတို့အိမ်ငတ်ရင်သူများတွေ့မှဆိုးလို့လားတော့မသိဘူးပေါ့နော်အရှိဆုံးမှာဆရာတွေထိုင်ချတယ်ဟုတ်ပြီကျွန်တော်ပြောချင်တာကကျွန်တော်ဖျားเจ้าထဲမှာကျွန်တော်အားလုံးအတူတူပဲမဟုတ်လားအားလုံးညီတူညီမျှဖြစ်တယ်ဘယ်ချိန်မှာလဲကျွန်တော်တို့ဥပုပ်ဆောင်းတဲ့ချိန်မှာကျွန်တော်တို့အားလုံးတူတူဖြစ်ကြတယ်ဖျားเจ้าထဲရောက်လာတဲ့အခါမှာကျွန်တော်တို့ခေါင်းဆောင်ဖြစ်စေအလုသမားဖြစ်စေဖျားရှိမှာအတူတူပဲဖြစ်တယ်အဲကြောင့်ဂလတိ 3:28မှာသင်တို့အားလုံးခရစ်တော်၌ထဲ၌တယောက်တည်းဖြစ်ကြတယ်တဲ့ဥပုပ်နေ့မှာကျွန်တော်တို့မာနတွေအကုန်လုံးခွာချရမှာဖြစ်တယ်လူမှုခွဲခြားရေးမရှိရဘူးဥပုပ်နေ့ကတရားမျှတမှုနဲ့ဒန်းတူညီမျှမှုကိုပုံဆောင်တာဖြစ်တယ်ကျွန်တွေလည်းအလုံးမလို့ရဘူးပြောချင်တာကျွန်ကဆက်ရုပ်မဟုတ်ဘူးကျွန်တော်အားလုံးလည်းဆက်ရုပ်မဟုတ်တဲ့အတွက်ကြောင့်ဥပုပ်နေ့နာရမှာဖြစ်တယ်နောက်နံပါတ်5တခုကျွန်တော်သွားမယ်ဥပုပ်နေ့ဟာနော်ဖန်ဆင်းခြင်းကိုအောက်မေ့ရနေ့ဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ခရစ်ယာန်ကျမ်းခန်း20ငယ်17မှာ
အကြောင်းမူကားထာဝရဘုရားသည်6ရက်တွင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းခဲ့သည်ဖခင်ကငါဖန်ဆင်းရှင်နော်လို့ကျွန်တော်တို့သတိပေးနေခြင်းဖြစ်တယ်အဲ့ဒီအတွက်ဘာအရေးကြီးတယ်လဲဆိုတော့ဖခင်သခင်ကျွန်တော်တို့ကိုဖန်ဆင်းတယ်အဲ့ဒါကြောင့်တင်းကိုလည်းဖခင်ဖန်ဆင်းတယ်ကျွန်တော်ကိုလည်းဖခင်ဖန်ဆင်းတယ်ဆိုတော့ကျွန်တော်အားလုံးဖန်ဆင်းခံဖြစ်တယ်သူဟာဖန်ဆင်းရှင်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကညင်းပိုင်ခွင့်ရှိလား no လဲလို့ရလားသူတတ်မှတ်ထားတဲ့ရက်ကိုကျွန်တော်လဲလို့ရလားလဲလို့လည်းမရအောင်ညင်းလို့လည်းမရအောင်အဲ့ဒါက तू ကဖန်ဆင်းရှင်ဖြစ်ကြောင်းကျွန်တော်တို့ကိုအောက်မေ့စေတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဖန်ဆင်းခံဖြစ်တဲ့အတွက်ကြောင့်ဖခင်ကဖုန်းလုပ်တဲ့လူကဖုန်းလုပ်တဲ့ရည်ရွယ်ချက်ရှိတယ် pointer လုပ်တဲ့လူက pointer လုပ်တဲ့ရည်ရွယ်ချက်ရှိတယ်စာရွက်လုပ်တဲ့လူကစာရွက်လုပ်တဲ့ရည်ရွယ်ချက်ရှိတယ်ဖခင်ကတင့်ကိုဖန်ဆင်းတာရည်ရွယ်ချက်မရှိဘူးလားရှိတယ်အဲ့ကြောင့်တင်ဟာနော်လောကမှာမွေးဖွားလာတာဒီရည်ရွယ်ချက်မရှိဘဲမွေးဖွားလာတာမဟုတ်ဖခင်ကတင့်ကိုမွေးဖွားစေခြင်းရည်ရွယ်ချက်ရှိတယ်တင့်မှာ design ရှိတဲ့ရည်ရွယ်ချက်ရှိတယ်တင့်ဘဝက purpose ရှိတယ်ကောင်းကင်နိုင်ငံရောက်ရမယ့်သူဖြစ်တယ်ဖယားဖန်ဆင်းတယ်တင်ဘဲကလာတယ်လဲဖယားစီရလာတယ်တင်ဘဲကိုသွားမလဲကောင်းကင်ကိုသွားရမှာဖြစ်တယ်တင်ပါလာလို့တာလဲဖယားဘုံထင်ရှားဖို့တင်မြေကြီးကိုရောက်လာတာဖြစ်တယ်နော်လောကမှာအသက်ရှင်ဖို့ပတ်စံရှာဖို့တခုတည်းတင်အသက်မွေးဖွားလာတာမဟုတ်ပါဘူးဖယားသခင်တသမန်တွေကိုကောင်းကြီးပေးပြီးတော့တန်ရှင်းစေတယ်တဲ့နော်နောက်ဆုံးဒုတိယတစ်ခု6ခုမြောက်ပေါ့နော်ဖယားသခင်ကောင်းကြီးကတဲ့ကျွန်တော်တို့လွတ်ချင်းခွင့်ပေးတယ်တဲ့ကျွန်တော်တို့အားလုံးကအပြည့်ရဲ့ချီနှောင်ခြင်းခံရတဲ့လူဖြစ်တယ်။ဒါပေမဲ့အားလုံးကိုဖယားသခင်ကလွတ်ချင်းခွင့်ပေးခြင်းတယ်။အထူးသဖြင့်မောရှေတို့ခက်မှာကျွန်တော်တို့တမန်ကျမ်းစာထဲမှာဥပုံနေနဲ့ပြည့်ညတ်တော်ဆရာဘာနဲ့ပတ်သက်နတ်ခါရေးထားတယ်။တစ်ခုကထွတ်မြတ်ကျမ်းခိုင်20ဖြစ်တယ်။နောက်တစ်ခုကတရားဟောကျမ်းခိုင်ကြီး9ဖြစ်တယ်။ထွတ်မြတ်ကျမ်း20မှာဥပုံနေနဲ့ပတ်သက်သူဘာကိုထူးသဖြင့်ရေးထားတယ်လဲဆိုဖယားသခင်ဖန်ဆင်းခြင်းဖြစ်တဲ့အကြောင်းကိုအထူးပြုပြီးတော့ရေးထားတယ်။ဒါပေမဲ့တရားဟောကျမ်းခိုင်ကြီး9မှာကျတော့ဖယားသခင်ကကယ်တင်ရှင်ဖြစ်တဲ့အကြောင်းကိုရေးထားတာဖြစ်တယ်။ဘယ်ကနေကယ်တယ်လဲဆိုတော့ကျွန်ဘဝကနေကယ်တင်တာဖြစ်တယ်။အဲ့ဒါကိုအထူးမိမောင်းထိုးပြပြီးတော့ရေးထားတာဖြစ်တယ်။ဒီတော့ကျွန်တော်တို့တွေကကျွန်လားကျွန်မဟုတ်လား။ကျွန်တော်တို့ကအပြစ်ကျွန်တွေဖြစ်တယ်။ဤတိလာလူမျိုးကိုတကယ်ကျွန်နေရာကနေထုတ်ဆောင်တယ်လို့ပဲတင်းတဲ့ကျွန်တော်ကိုလည်းအပြစ်ကျွန်ဆိုတဲ့နေရာကနေကျွန်တော်ဖယားကထုတ်ဆောင်ပေးတာဖြစ်တယ်။အဲ့ဒါကြောင့်ဥပုံနေဆိုတာနာခြင်းကကျွန်တော်တို့ကိုအပြစ်ကနေကယ်တင်ခြင်းပြီးတော့ဘုရားသခင်၌လူချင်းအခွင့်ကိုရကြောင်းကျွန်တော်ပေါ်ပြပေးတာဖြစ်တယ်။ကျွန်တွေဆိုရင်ခုနှစ်မှာတစ်ကြိမ်လွတ်ရတာဖြစ်တယ်။အဲဒီလိုပဲဘုရားကကျွန်တော်တို့ကိုသူတို့ကျွန်တွေကိုခုနှစ်ရက်မှာတစ်ရက်ကိုအလုံးကနေနာခြင်းခွင့်ပေးတယ်။ကျွန်တော်တို့အားလုံးလောကမှာရှိတဲ့ကျွန်တော်တို့ရဲ့အခက်အခဲတွေကနေကျွန်တော်နာခွင့်ရှိတယ်။အဲ့ဒါလည်း freedom တစ်ခုပဲဖြစ်တယ်။တနည်းအားဖြင့်လွတ်ချင်းခွင့်ရတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဥပုံတွေကကျွန်တော်တို့ကိုချီနှောင်နေတာမဟုတ်ဘူးနော်။တကယ်တော့ဥပုပ်ကကျွန်တော်တို့ကိုလွတ်ချင်းပေးနေတာဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်တို့လောကရဲ့ဆိုးရိမ်ပူပန်မှုအပြည့်ရဲ့ချီနှောင်မှုမိသားစုအရေးပါအရေးညာရေးတို့အရေးများကြီးတွေထဲကနေကျွန်တော်တို့လွတ်ချင်းအခွင့်ပေးတာဥပုပ်နေ့ဖြစ်ပါတယ်လို့အဲအကြောင်းဥပုပ်နေ့ဒီကျွန်တော်တို့အတွက်ကဲကောင်းကြီးမင်္ဂလာဖြစ်တယ်။နောက်ဆုံးတစ်ခုပြောပါမယ်။ဥပုပ်နေ့ကကျွန်တော်တို့အနာရောဂါငြိမ်းပြီးတော့ပြန်လည်ပြီးတော့တည်ဆောက်တဲ့နေ့ဖြစ်ပါတယ်။ကျွန်တော်လုကာခန်းကြီး73ငယ်16ကိုဖတ်တယ်ဆိုရင်ဤမိမကိုတဲ့ဥပုံနေမှာလွတ်ချင်းသူ့ကိုအနာကိုငိမ့်စေခြင်းကဥပုံနေမှာသူ့ကိုဂျိုးကနေလွတ်ပေးတယ်လို့ပဲမဟုတ်ဘူးလားနင်တို့တရိษံတကောင်ဥပုံနေမှာနင်တို့တွင်းထဲကြိုက်မကယ်မဲ့လူရှိသလားနော်အဲ့လိုပဲငါဥပုံနေမှာလူနာတွေကိုကုသတာနော်အဲ့ဒါကောင်းကြီးမဟုတ်ဘူးလားလို့ခရစ်တော်ပြောခဲ့ဘူးတဲ့အဲ့ဒီတော့ဖယားသခင်ကျွန်တော်တို့ယေရှုပြုဖို့ဥပုံနေမှာယေရှုပြုဖို့ပြောထားတယ်တမန်ကျမ်းစာထဲမှာခုနှစ်ကြိမ်ဥပုံနေမှာအနာရောဂါငြိမ်းခြင်းရှိတယ်။နာယောဂငြိမ်းတယ်စာတန်ရဲ့ချီနှောင်ခြင်းကနေနတ်ဆိုးမောင်းထုတ်ပေးတာရှိတယ်။မဿဲ7:9ကနေ73မှာတစ်ကြိမ်မာကု1:21ကနေ29မှာတစ်ကြိမ်ပြီးတော့မာကု1:29ကနေ31မှာတစ်ကြိမ်လူကာ7:30မှာတစ်ကြိမ်အခန်းကြီး7ငယ်1ကနေ6မှာတစ်ကြိမ်ယောဟန်အခန်းကြီး9အငယ်1ကနေ9မှာတစ်ကြိမ်အခန်းကြီး9အငယ်1ကနေ14မှာတစ်ကြိမ်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာငြိမ်သက်ခြင်းခွင့်ရတယ်ကျွန်တော်တို့လူကလေအနာလိုတယ်နော်အလုံးလုံးတဲ့လူတနေ့နားရတယ်အနာကိုကောင်းကောင်းယူရတာဖြစ်တယ်ဒီနေ့ခက်လူတွေကအနာမယူကြတဲ့ကြောင့်ပြဿနာတက်ကြတာဖြစ်တယ်ဘာဖြစ်လို့လဲအနာယောဂါတွေများလာတယ်ပြီးတော့ဖြည့်ဆည်းမှုစိတ်ဖြည့်ဆည်းမှုတွေရလာတယ်ဘာကြောင့်လဲလုံလောက်တဲ့အနာယူခြင်းမရလို့ဖြစ်တယ်လှုပ်လိုက်ပြီဆိုကျွန်တော်ဆို memory အရန် lost တယ်ပြောနေရင်တန်တန်နဲ့မေ့နေတယ်ပြောခဲ့တဲ့စကားလည်းမေ့တယ်ဆိုတော့အဲ့လိုမျိုးရှိတယ်ဘာကြောင့်လဲနားဖို့တအားလိုတာဖြစ်တယ်တပတ်တစ်ချိန်မကဘူးနော်
နေ့တိုင်းလည်းနားရအောင်မှာဖြစ်တယ်ဒါပေမဲ့တပတ်တစ်ချိန်ကတော့ကျွန်တော်တို့24နာရီအေးစစ်စစ်နားရမှာဖြစ်တယ်ဥပုံနေ့ဟာတကယ်တော့ဝန်ထုံးမဟုတ်ဘူးကျွန်တော်တို့ကအနာရောဂါငိမ့်စေပြီးတော့ဖျားပြန်ပြီးတော့စောက်တည်တဲ့နေ့ဖြစ်ပါတယ်ဘုရားသခင်ထဲမှာကျွန်တော်မွေ့လျော်ရမယ်ငြိမ်သက်မှုရရမယ်ဝမ်းမြောက်မှုရှိရမှာဖြစ်တယ်အဲ့လိုနားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဏီကုန်းအနေနဲ့ပြောရမယ်ဆိုရင်ဥပုံနေ့ဟာကျွန်တော်တို့ဝန်ထုံးမဟုတ်ပါဘူးကောင်းကြီးမင်္ဂလာဖြစ်ပါတယ်ဖျားကျွန်တော်တို့ကောင်းကြီးပေးခြင်းနဲ့နားစေခြင်းနဲ့ကျွန်တော်မိသားစုလည်းကောင်းကြီးရစေခြင်းနဲ့ကျွန်တော်အဖက်ဖက်မှာကျွန်တော်တို့ကောင်းကြီးရစေခြင်းနဲ့ကျွန်တော်တို့ဥပုံနဲ့နားတာအချိန်တွေဆုံးရှုံးသွားတာမဟုတ်ဘူးတကယ်တော့ရလိုက်တာဖြစ်တယ်ကျွန်တော်တို့ဥပုံနဲ့နားတဲ့လိုမာလင်ဒါမှာရှိတဲ့လူတွေရဲ့အသက်ကိုပြန်တွက်ကြည့်တဲ့အခါမှာသူများထက်အသက်10နှစ်ပိုရတယ်အဲ့ဒီ10နှစ်ကိုသူတို့အသက်ရှင်ခဲ့တဲ့နှစ်နဲ့ပြန်တွက်တဲ့အခါမှာဥပုံနဲ့တိုင်းသူတို့နားခဲ့တဲ့ဟာကိုဖခင်ကအသက်တစ်ခါပြန်ပေးတယ်လို့သူတို့တွက်ချက်ကြတယ်ကျွန်တော်အဲ့ဒီတွက်ချက်မှုကိုဒီနေ့မလုပ်တော့ဘူးဒါပေမဲ့နားလည်ဖို့ကကျွန်တော်နားသွားတဲ့ဟာတွေအကုန်လုံးကကုံသွားဆုံးသွားတာမဟုတ်ဘူးကောင်းကြီးနဲ့ပြည့်နေတာဖြစ်ပါတယ်ဥပုံနဲ့ဟာပညာတစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒါကကောင်းကြီးဖြစ်ပါတယ်အဲ့ဒီကြောင့်အဲ့ဒီဥပုံကိုတော့ဖခင်ကလူတိုင်းအတွက်ပေးတာဖြစ်တယ်ဒါပေမဲ့တချို့ကလိုချင်တယ်တချို့ကမလိုချင်ဘူးမလိုချင်တဲ့လူတော့ထားလိုက်တော့လိုချင်တဲ့တင်တဲ့ကျွန်တော်ဥပုံနဲ့မှာနားခြင်းအပြင်ဖခင်ကောင်းကြီးခံစားကြပါစို့လို့ပြောချင်ပါတယ်ဂျာနာသူတူချင်းစီတိုင်းဥပုံနဲ့မှာနားယူနိုင်တဲ့သူတွေဖြစ်ဖို့ဖခင်ကောင်းကြီးပေးပါစေ